မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြပေးနေတဲ့စာအုပ်ကတော့ဆ iam နုနုရီအင်ဝါရေးသားထားတဲ့ညစိမ်းပြကမာရွတ်ဆိုတဲ့ဝတ္ထုပဲဖြစ်ပါတယ်ဒီဝတ္ထုက1993ခုနှစ်မှာအမျိုးသားစာပေဝတ္ထုရှည်စုအဖြစ်ရွေးချယ်ချင်းမြင့်ခြင်းခံရတဲ့ဝတ္ထုလည်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဇက်သိန်းပိုင်းအနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ညစိမ်းပြကမာရွတ်ဇက်သိန်းပိုင်းဇူလိုင်လရဲ့မိုးရေစက်တွေအောက်မှာညစိမ်းပြသုံးထပ်တိုက်ကတဖြည်းဖြည်းနဲ့အယုတ်ဆိုးအကြီးတန်းလာခဲ့တယ်။စောင်းတဲ့ຫນွေတုံးကကြည်ပျော်ရှုပျော်ရှိခဲ့တဲ့ဖြစ်ကတက်ဆန်းဆေးရောင်ကလေးတွေကိုဇူလိုင်မိုးကတိုက်စားပစ်လိုက်တယ်။တိုက်အယောင်ကတဖြည်းဖြည်းမဲလာတယ်။မိုးပတ်ခံရတဲ့ဝရဏတစ်သားတိုင်ရောင်စုံကလေးတွေကလည်းဆေးရောင်စုံကွာကြကုန်ခဲ့တယ်။ဇူလိုင်မိုးနဲ့အတူသုံးထပ်တိုက်မှာလူသားလေးတစ်ယောက်တိုးလာခဲ့ပြီ။ကိုဝင်းအောင်ရောက်ဖဖိုးကျော်ရဲ့ဝေဝေကသမီးဦးကလေးကိုမွေးဖွားခဲ့တယ်။ခုနှစ်လနဲ့ဖွားတဲ့သမီးလီလီကလေးရဲ့အတန်ဟာအန်တီခင်လေးရဲ့ကြောင်ပေါက်စာကလေးတွေအော်တန်နဲ့တူလာတယ်။ကြောင်မလေးရေနင့်ကိုအပေါ်ရွာကအပြိုကြီးစီပုတ်ပြစ်မယ်နော်။ကိုဝင်းအောင်ကသူ့တူမပေါက်စာကလေးငိုတိုင်းအော်လေးရှိတယ်။သမီးတွေကတော့ကစားစရာရုပ်ကလေးရတယ်လို့အနာကမခွာတော့ဘူး။ဟိုကောင်တုတဘန်ဒူလာကတော့ကြောက်လို့တယ်။ကလေးလေးငိုရင်ကြောက်ပြီးသူ့ပါလိုက်ငိုတတ်တယ်။ရောက်ခမကြီးကလည်းမိပေါက်စာလေးကိုချစ်တယ်။မေကြီးကလည်းတူမပေါက်စာကလေးကိုချစ်တယ်။ကိုဝင်းအောင်လည်းချစ်ပါတယ်။ရှင်ထဲမှာလေးနေအောင်ချစ်ပါတယ်။ရှင်မလေးပဲနေနိုင်ယူလားနော်။ရောက်ဖမိန်းမထမင်းမချက်နိုင်ခြင်းခလေးအားနှုတ်ဘူးကူရခြင်းကြောင့်ရောက်ဖဝင်ငွေထိခိုက်မိခြင်းတို့ကြောင့်ရောက်ဖလင်မယားကိုဝင်းအောင်တို့ထဲစအိုးပေါင်းလိုက်ရပြီလေ။ဤရှေ့ရောက်စာအိုးကြီးအားချီမထမ်းရမည်သူသည်မောင်ဝင်းအောင်ဖြစ်သည်။ဟုတ်ကပြီအတင်မောင်ဝင်းအောင်မြည်တို့ချီမမည်နီစာတင်ခြင်းမှတပါမောင်ဝင်းအောင်မှာတခြားအလုပ်မရှိစာတင်ခြင်းအလုပ်မှာလည်းဆယ်တန်းအောင်စင်းနေမထွက်သေးသောကြောင့်ဝိုင်းတဝိုင်းသာရသေးသည်ဝိုင်းက15ရောက်ဝိုင်းတလလျင်မောင်ဝင်းအောင်1500မြသောအတပြားကိုသာရရှိသည်မောင်ဝင်းအောင်ရှေ့ရောက်ထမင်းအိုကြီးကိုချီမဖို့အရေးရှင်မလေးပဲခံနိုင်ပါမည်လောဆယ်တန်းအောင်စင်းထွက်တဲ့အခါဝိဇ္ဇာတွေများဂုံတူးတွေနဲ့အများကြီးအောင်ပြီးတိတ်ပံတွဲတွေကြပါစေလို့နာ3နာအရင်ခံတဲ့ကျောင်းဆရာစိတ်ဓာတ်အပြည့်ဆုတောင်းယုံမှတပါအခြားမရှိပြီတငယ်ချင်းများဤဧပြီအကျွေးမိများကနေအောင်လောစောင့်ကြအောင်လောမင်္ဂလာဆောင်တွဲပေါက်တဲ့အထိစောင့်ကြအောင်လောတခြားအလုပ်လည်းဘာမှမလုပ်တတ်တော့ကိုဝင်းအောင်တယောက်စိတ်ထွေထွေနဲ့တငယ်ချင်းရဲ့မင်္ဂလာဈေးတွေကအထဲဆိုင်မှာသွားထိုင်နေတတ်တယ်ကိုဝင်းအောင်ဟောပြောနေဈေးရောက်နာကိုဈေးဝယ်သူတွေသဘောကျတော့ဈေးရောက်စားရမလားတောင်ကိုဝင်းအောင်စိတ်ကူးမိတယ်စိတ်ကူးတာပါစိတ်ကူးတာပတ်စံပေးရတာမှတ်လို့ဈေးတယ်ဆိုတာပါဇက်နဲ့လှုပ်လို့မရအရင်အနည်းရှိမှလှုပ်လို့ရတယ်ဆိုတာလည်းသိတာပေါ့ကိုဝင်းအောင်တို့အောက်လွာကခလေးပေါက်စာကလေးရဲ့စီစီလောင်လောင်ငိုတန်းဟာမိုးတိတ်နေတဲ့အချိန်ဆိုရင်အန်တီခင်လေးအပေါ်လွာကအမြဲကြားရတယ်ကြားရတိုင်းအန်တီခင်လေးစိတ်တွေကလွင့်ပြတ်မြဲကြည်ကွဲဝမ်းနေလာမြဲဟိုကောင်မငငယ်တုန်းကအတန်ဟာလည်းဒီလိုပဲပေါ့အဲ့ဒီတုန်းကတော့တမီးလေးဆိုပြီးအပြိုတန်မဲ့နဲ့ဒုက္ခခံမွေးခဲ့ရတယ်ချစ်ခဲ့ရတယ်အသက်38နှစ်အထိအတော့ကိုအယုံသွင်းလိန်ညာခဲ့တာပေါ့လေကြီးမိတသက်မွန်ဘရောမှအိမ်ထောင်မပြုတ်ဘူးတဲ့ကြီးမိနဲ့ပဲတိတပံတက်တဆုံတူနေမှာတဲ့ခုတော့ကြီးမိထပ်ဖို့ချစ်ရမယ်သူကိုရှာတွေ့သွားခဲ့ပြီပေါ့မွန်ဟုတ်လားညီးထားပစ်ခဲ့တဲ့အခန်းထဲမှာကြီးမိရဲ့ကြောင်ကလေးတွေရဲ့ကြီးမိ6အိမ်မက်တွေမှတ်တော့လဲဘယ်သူမှလာနှိုးမဲ့သူမရှိတော့ပါဘူးကြီးမိအသက်ရှူမဝဖြစ်တော့လဲဘယ်သူမှတကားထွက်ထခွင့်ပေးမဲ့သူမရှိတော့ပါဘူးအသက်ကိုရှိုက်ရှူနေတဲ့ကြီးမေကိုကြီးမေသားသမီးကလေးတွေကမျက်လုံးပြူးကြောင်ကလေးတွေနဲ့ကြည့်ရှာတယ်တရိษံတွေဟာလူတွေထပ်ပိုတစ္ဆာရှိကြတယ်ဟိုတလောကလည်းညီးအဖေလာတယ်ညီးကိုလိုက်ရှာပေးမယ်တဲ့မရှာနဲ့တွေ့လည်းမခေါ်ခဲ့ပါနဲ့လို့ပြောလိုက်တယ်ကြီးမေနှစ်ယောက်လုံးကိုမတွေ့ချင်ဘူးညီးကိုခွင့်မလွတ်နိုင်ဘူးကြီးမေကိုယ်တိုင်လည်းခွင့်မလွတ်နိုင်တာရှိတယ်နတ်ပွဲကိုသွားခဲ့မိတဲ့အတွက်လေညီဒီကောင်ကလေးနဲ့နတ်ပွဲမှာတွေ့ခဲ့တာမဟုတ်လားအဲ့ဒီအတွက်ကြီးမေကိုခွင့်မလွတ်နိုင်ဘူးကြီးမေတည်တယ်ကြီးမေကိုတော်လေးနဲ့ဖေးကြီးကျော်တို့တန်းခတ်တာအပြစ်ပေးတာကြီးမေတို့တူကြီးနှစ်ယောက်စလုံးကိုတော်လေးနဲ့ဖေးကြီးကျော်ကောက်တော်မူတော့ကနတ်နဲ့လက်ထက်ရမှာဘာညာတွေကိုညီကြောက်ပြီးတောင်းပန်ထားခဲ့မိတယ်အဲ့ဒီအတွက်ညီဒီလိုဖြစ်ရတာပေါ့မွန်းအပိုင်း30ခွန်ကြီးမေကတက်ဆိုးရှိမှမဟုတ်ပါဘူးညီးစိတ်နဲ့ပဲတေးမှာပါပဲဒီနေ့လိုဥပုပ်နေမျိုးဆိုကြီးမေအလွန်မုန်းမယ်
ငါဟာငါဈေးသွားနေတာကမှစိတ်ပြေလက်ပြောင်ရှိသေးတယ်ဈေးကလည်းကြာတော့ညီအကြောင်းကိုလည်းမပြောကြတော့ဘူးငါဈေးကိုပဲသွားနေခြင်းနဲ့အိမ်မှာမနေခြင်းဘူးမိုးဆက်တွေကတဖြောက်ဖြောက်ကျလာပြန်တယ်အန်တီခင်လေးဝရန်နာဖွင့်လိုက်တော့ကြောင်တွေကအနောက်ကနေတဒန်းတန်းអော်လိုက်လာကြတာဝရန်နာကမိုးရှိန်နဲ့နည်းနည်းတော့အေးတာဒါပေမဲ့အသက်ရှူလို့ရတယ်ဝတ်နေကြပိုးပေါက်ဆွဲတာအနီးကိုအန်တီခင်လေးဆွဲစီလိုက်တယ်ဟောလမ်းထဲမှာဒေါမနတ်သားဆရာကြီးတို့လင်မယားထမင်းစားပြန်လာကြတာနဲ့တူရဲ့ဟောတော့ကြည့်ကြပါဦးမိန်းမကထီမိုးပေးရတဲ့လူခွာစားကြီးလူစိန်ခံကြီးယောက်ျားတွေကဒီလိုကြီးပါပဲကြည့်ပါလားသူ့ရင်ခွင်ထဲကပန်းအိုးကိုတော့တျူတရာပွေလို့ဘေးကမရတော့ရေးဆိုခြင်းဆိုပါစီပေါ့ခြံဝင်းအဝင်မှာလူခွာစားကြီးဟတ်ချိုးနှစ်ခါချီတာမြင်လိုက်တယ်ကြည့်ခြေတာကိုပဲဒေါသတကြီးဖြစ်သွားတဲ့ပုံဟိုမယားလေးကတော့လက်ကင်ပွားကလေးနဲ့နှာခေါင်းကိုလှမ်းတုပ်ပေးရှာတယ်ခြံဝမှာရက်နေကြပြန်ပြီတိုက်ပေါ်မတက်ကြသေးဘူးဟောကြည့်ပန်းအိုးကိုမိမ့်မပေးပြန်ပြီအော်ဒုက္ခသူကပစိုးကပုံစမြဲအောင်ပြင်တာပါဇက်ကလည်းဒေါ်ရီမော်ရီနဲ့ဘာရီပြောနေမှန်းလည်းမသိဘူးအဲလာပါပြီကဲတင်ရှင်လေးလာပါပြီဘသူရမလဲစန်နီလေးပေါ့သူ့အခန်းထဲကပြေးထွက်လာပြီးပန်းအိုးကိုတဲပြီအမဲစန်နီကိုတော့လူခွာစာကြီးကပြုံးခါရဲကနဲ့စန်နီနောက်ကနေသူတို့တိုက်ထဲဝင်သွားကြတယ်အတော်လေးကြတော့အန်တီခင်လေးအမြဲလန့်နှွန်ရတဲ့တန်တကားဖွင့်တန်ကိုကြားရတယ်ခဏနေတော့ဟိုဘက်ဝရဏာကစန်နီရဲ့အပပတန်ကိုကြားရတော့တယ်ပြီးတော့ဟိုလူကွာစာကြီးနဲ့သူ့မိန်းကလေးရဲ့အတန်တေးသေးဆူဆူကလေးစန်နီဒီမှာဒီအိုးကြီးကိုဒီဘက်ကိုရွှေ့ကျင်တယ်နော်လှုပ်ပြန်ပြီဦးကလည်းအမျိုးမျိုးပဲဦးပဲဟိုနေ့ကတော့ဟိုဘက်ရွှေ့ကျင်တယ်ဆိုအဲ့ဒီပန်အိုးကိုအဲ့နေရာမှာမကြည့်ချင်ဘူးဆိုကျုပ်ခုကြည့်ချင်သွားပြီအဲ့ဒီနေရာပဲကြိုက်တယ်ကျုပ်မကြိုက်တာကဟိုဘက်အိုးအဲ့ဒီအိုးကိုရွှေ့ပြီးယူလာတဲ့အိုးလေးကိုထားချင်တယ်ဒါပဲကဲသဘောပေါက်မြန်အတိုင်းမှာတခါတည်းခုကြည့်ချင်လိုက်ခုမကြည့်ချင်လိုက်ခုဒီနေရာကြိုက်လိုက်ခုဒီနေရာမကြိုက်လိုက်နဲ့အမျိုးမျိုးပြောင်းနေရတာနဲ့ပဲပန်းပင်ကလေးတွေခိုက်မိကုန်ပြီမိန်းမကိုပန်းအိုးတွေလိုမပြောင်းချင်တာတော်သေးရပါကျုံမကြိုက်ရင်တော့ပြောင်းမှာပဲဒေါ်ချက်လက်ဘာပြောင်းကြည့်ပါလားလက်နဲ့တွေ့မှာပေါ့တကယ်ပြောတာမိန်းမလည်းကျုံမကြိုက်တော့ရင်ပြောင်းမှာပဲဒါကြောင့်ခမည်းကိုမဝစီနဲ့လက်မောင်းကြီးတွေတုတ်မလာစီနဲ့လို့ကျုပ်အတန်တန်တတိပေးတာပေါ့ကျုပ်စိတ်ကကျုပ်ဘလောက်ဆွဲလန်းခဲ့ဘလောက်ပဲယုံကြည်ခဲ့မဟုတ်တော့ဘူးဆိုရင်ကျုပ်မကြိုက်တော့ဘူးဆိုရင်တွားပြီးတော့လုံးဝလှည့်မကြည့်ဘူးမှတ်ဦးနော်ဟုတ်တယ်ကျုပ်ငယ်တုန်းကကျုပ်အဖေတို့ကျုပ်အဖိုးတို့ပြောတယ်ကဘာဟာပြားတယ်ကဘာဟာမလုံးဘူးကဘာလုံးမဟုတ်ဘူးကဘာပြားတယ်ဆိုတာကိုကျုပ်တစ်ချိန်လုံးယုံကြည်နေခဲ့တာကျုပ်အဖေကကျုပ်နဲ့လမ်းလျှောက်တဲ့အခါဆိုအမြဲပြောတယ်ငါသားကဘာဆိုတာအပြားကွာအပြားမလို့တို့လမ်းလျှောက်လို့ရတာပေါ့အလုံးသားဆိုရှေ့နားရောက်ရင်တို့ဘယ်လျှောက်လို့ရတော့မလို့အပေါ်ဆောင်တက်သွားမှာပေါ့လို့ဘာလို့ပေါ့ဗျာကျုပ်အဖိုးကလည်းပြောဆိုတော့ကျုပ်ခက်ငယ်ငယ်မှာတကယ်ယုံတာနောက်တော့ကျုပ်ကြောင်းနေပါရင်းနေ4 တန်း5 တန်း6 တန်းထိကဘာပြားပဲ9 တန်းကြာတော့မှလက်တီကျွတ်လောင်တီကျွတ်တွေတင်ရတယ်ပထဝီတင်ရတယ်အဲ့ဒီမှာပါတာကိုဗျပင်လယ်သမုဒ္ဒရာရဲ့ခုတ်မောင်းလာတဲ့တင်မော်ကြီးတစ်စင်းကိုလှမ်းကြည့်မယ်ဆိုရင်ပထမဆုံးရွက်တိုင်ထိပ်ဖြားကိုမြင်ရတယ်ပြီးတော့မှရွက်တိုင်ပြီးမှတင်မော်ဥပိုင်းကိုပိုင်းစသဖြင့်ပေါ့ဗျာအဲ့ဒါကိုကြည့်ခြင်းအပြင်ကဘာဟာလုံးတယ်ဆိုတာသိနိုင်တယ်အကယ်၍ကဘာသာပြားခဲ့ရင်ပင်လယ်ထဲကတင်မော်ကြီးကိုစပြီးမြင်ရကြတဲ့ကတင်မော်ကြီးတစ်စင်းလုံးကိုမြင်ရမှာပေါ့တဲ့ပထဝီကအဲ့လိုဆိုတာကိုအဲ့ဒီတော့မှဟာဟုတ်ပါလားပေါ့ကျုပ်က9 တန်းဆိုတော့စဉ်းစားနိုင်နေပြီလေဟာဟုတ်ပါလားကဘာလုံးกว่ากဘာမပြားဘူးဆိုပြီးကျုပ်အဲ့ဒီကလေးကကဘာပြားဆိုတာကိုတသက်ဆွန့်ပစ်လိုက်တာကျုပ်အဖေမကလို့ကျုပ်ဘေးတရားကထလာပြောလဲ sorry တွားပြီးရောပဲကျုပ်တို့အညာကအဖေအမျိုးတွေထဲမှာအခုဒီကဘာပြားနေတဲ့သူတွေရှိသေးတယ်တိတ်စိတ်ပြတ်ဖို့ကောင်းတာအန်တီခင်လေးတယောက်ဒီဘက်ဝရဏာကနေသူကြားနေရတဲ့စကားအထူးအဆန်းတွေကိုဗဇက်အဟောင်းသားနဲ့နားထောင်နေမိတယ်စိတ်ပြက်စရာကြီးတော့ဘလို့လူကွာစာကြီးပါလေခလေးမလေးခမမတော့အသက်ကြီးကြီးလည်းယူထားရသေးတယ်ဘာရီမှမသိတဲ့စကားတွေကိုလည်းနားထောင်ရအောင်မယ်အမဲသူကများဓာကလေးကိုပြစ်ခဲ့အောင်မလဲက
ကဲဥကဘာပြားကြီးရေဒီမှာကြည့်ပါအောင်စံနေရွှေ့ပေးနေတာတွေကိုသဘောကျရဲ့လားတော်ပြီလားโอเคဒေါ်ချက်လေစံနေကိုကော်ဖီတိုက်မယ်မှုန့်ကျွေးမယ်စံနေမစိုးဘူးကျုပ်ပန်းမင်ကလေးတွေပိုကြည့်ကောင်းသွားတာပဲโอเคစံနေခဏလေးအဲ့ဒီပန်းမင်တွေကြားမှာမင်းကိုဓာတ်ပုံရိုက်ပေးမယ်ချက်လက်ကိုရောရိုက်ပေးရမယ်ကျုပ်ဖလင်တွေကြံသေးတယ်အန်ဒီခင်လေးဒီဘက်ကနေမျက်နှာမဲလိုက်မိပြန်တယ်ထင်ရကြီးဘလို့ဟာကြီးလဲကိုမသိဘူးစန်နီကတော့အပပတွေစူညမ်းကုန်ပြီသူပြောနေပြီဒီဘက်ကိုနည်းနည်းတိုးလိုက်စန်နီအေးဂုတ်စန်နီနေတတ်တယ်โอเคမိုးကတဲလာပြန်တယ်မိကဲလေးတို့ကတော့ဝရန်တာမှာပြေးလွှတ်တပ်ပုတ်ဆော့ကစားကြလို့ပျော်ကြနင်တို့ပဲကောင်းတယ်နေအောင်ငါရေနွေးတစ်ခက်သွားတာအောင်မယ်အဒီခင်လေးအိမ်ထဲပြန်ဝင်ခဲ့ပြီးမိဖို့ထဲမှာရေနွေးတစ်ခွက်တောက်တယ်ရေနွေးတစ်ပတ်ကတော့မကုန်သေးဘူးဝရနာကချွမ်ဂလန်ခွမ်ဆိုတဲ့အတန်တွေကိုကြားလိုက်ရတယ်ကဲကုန်ပြီမိကဲတို့ဖိုးကဲတို့ရေအဒီခင်လေးကအတန်ညောင်ညင်ကလေးနဲ့အော်ရင်ဝရနာကိုထွက်ပြေးလာတော့ကြည့်အောင်ကမြင်းလိုက်ကြတာကွယ်နှက်ကရိုင်းမယ်တော့နှက်ကွန်းပေါ်တက်ဆော်ကြတာလေးတွေမဲတော့ရေကန်လဲမှောက်ပြီးအောက်မှာကွဲပြီးနင်တို့တော့ငရဲကြီးမယ်တိလားတခါတည်းဒီမှာပန်းနယ်ကလေးတွေတက်အောင်လှုပ်ထားတဲ့တစ်တာတန်းလေးလည်းအကုန်ပြုတ်လာခဲ့အဒီခင်လေးလက်ဝါးရွေတော့လဲတနာစရာအိမ်ထဲကိုတော်ပါပြေးရင်ကြတယ်တညောင်အော်တန်တွေကလည်းစူညံသွားတာပဲမဲတော့ရေကန်အင်တုံဒီအကွဲတွေကိုကောက်ဖို့အဒီခင်လေးပြန်လိုက်တော့မှပဲတန်တကားလှုပ်တန်ကြရတယ်ထိတ်ကနေလန့်တက်တဲ့အကျင့်အတိုင်းအဒီခင်လေးလန့်သွားပြီးမှအိမ်ထဲပြန်ဝင်ခဲ့တယ်ဘယ်သူပါလဲဟိုကောင်မဆိုရင်တော့တကားကိုဖွင့်လိုက်ကြတဲ့ကတန်တကားချကနေမြင်လိုက်ရတာကစန်နီနဲ့ဟိုလူခွစာကြီးတို့လင်မယားပါလားအဒီခင်လေးကိုမြင်တာနဲ့စန်နီကအပပအော်တော့တာပဲတန်တကားကိုအဒီခင်လေးတွန်းဖွင့်လိုက်တယ်အန်ဒီတခုဖြစ်သလားလို့ကွဲတန်ချတန်တွေကြားလိုက်လို့ခလေးမလေးကတွတ်လက်နဲ့ပြောတယ်အဒီခင်လေးအားနာသွားတယ်လူခွစာကြီးကလည်းရှုတီကြည့်လို့ကျေးဇူးတင်ပါတယ်ကွယ်အတိကြောင်လေးတွေပေါ့ဝရဏာကမေတော်နှက်ကုန်းပေါ်တက်ဆော့ကြတာအကုန်ကွယ်အကုန်ပြုတ်ချကုန်တာလေ။အော်လက်တို့ကအညီတယောက်တည်းမို့စိုးရင်လို့လက်တို့ဘာလုပ်ပြရအောင်မလဲ။ရတယ်ကျေးဇူးပဲညီမတို့ဘာမှမခိုင်းတော့ဘူးဆိုရင်စန်နီကိုခဏလေးအန်တီခေါ်ထားခြင်းနဲ့ဟိုပြုတ်တဲ့အတန်းကလေးတွေပြန်လောက်ခိုင်းခြင်းလို့ခေါ်လေအန်တီလက်တို့ကပြီးပြီစန်နီကော်ဖီတောက်ပြီးပြန်တော့မလို့လုပ်နေတာကျေးဇူးပါပဲကွယ်အဒီခင်လေးကစန်နီကိုလက်ဟန်ချီဟန်နဲ့ခေါ်တော့ဘတော်မှညင်းလေးမရှိတဲ့စန်နီထုံစံအတိုင်းခေါင်းတငိမ့်ငိမ့်နဲ့မိဖို့ပြတ်တာလားတဲ့သူကခဏမိဖို့ပြင်ပေးနေကြကိုဟိုဘက်လက်ဆိုတဲ့ကလေးမကလေးကချက်စပွဲပြုံးပြပြီးသူ့အခန်းထဲပြန်ဝင်သွားတယ်ဟိုလူခွစာကြီးကတော့ကြောင်ဆိုတာကြားကလေးကခြာကနေပြန်လှည့်ဝင်သွားတာဘာပဲဖြစ်အဒီခင်လေးကျေးဇူးတင်ပါတယ်တယောက်တည်းဆိုပြီးကြည်ပေါ်ရှုပေါ်ရတဲ့အတွက်ပေါ့ဒါပေမဲ့သူတို့မရှိတဲ့အချိန်အဒီခင်လေးဒီဘက်မှာတခုဖြစ်ရင်တော့လေတိုက်ခန်းနေလူတွေထုံးစံအတိုင်းလူမသိသူမသိတေးရအောင်ပါပုတ်စော်နံမလာဖွင့်ကြည့်တာမျိုးပေါ့အဒီခင်လေးစက်သိမ်းဖြန်းကနေထသွားတယ်အိုးတဝါတစ်ခုကန်တစ်ခုပါလေစန်နီရဲ့လာဒီမှာစန်နီကကြောင်ကလေးတစ်ကောင်ကိုပွေ့ချီကစားနေတယ်အဒီခင်လေးလက်တို့ပြီးဝရန်နာဘက်ခေါ်ခဲ့တယ်။ကြောင်ကလေးကိုပွေးချီလျက်နဲ့လိုက်လာတယ်။ဒီမှာတန်းလေးတွေပြန်ရိုက်ပြီးနော်။ပန်းတွေတော့မတက်ရသေးဘူးပြက်စီးပြီ။စန်နီကနားလေတက်ကြွနဲ့လက်သမားဆရာကြီးပုံစံမျိုးနဲ့တန်းကလေးတွေကိုကင်ကြည့်တယ်။အမေနှက်ကွန်းကိုလည်းရှစ်ခိုးလိုက်သေးတယ်။ပြီးတော့မှအဒီခင်လေးကိုတူပေးတဲ့တန်ပေးတဲ့လက်ဟန်ချီဟန်နဲ့တောင်းတယ်။အဒီခင်လေးကောက်နေတဲ့အင်တုံကွဲတွေကိုလည်းဖဲတဲ့သူကောက်မယ်ဆိုပြီးကောက်တယ်ပြီးတော့နောက်ဖေးမိဖို့ချောင်းကအမိုက်ချင်းနဲ့သွားထည့်တယ်သူ့အသေးကလေးနဲ့တွေ့တဲ့တန်သုံးလင်းကချောင်းကိုစန်နီလက်ထဲထည့်ပေးလိုက်တော့လက်သမားဆရာကြီးကိုစန်နီကတန်နေတယ်လေအန်ဒီခင်လေးခေါင်းညှိပ်ပြပြီးတန်ရှာဖို့အိမ်ထဲပြန်ဝင်လာတယ်တန်ကလည်းတိတ်ရှိတာမဟုတ်ဘူးအဲ့ကန်းနဲ့ကဖူကောင်မဓာတ်ပုံကိုတလက်စားတဲ့စန်နီကိုဖြုတ်ခိုင်းရမယ်ဓာတ်ပုံဖြုတ်ရင်အတဲကတန်ထွက်လာမယ်ဒူမလို့သူဓာတ်ပုံအောက်မှာအဒီခင်လေးတွားရက်တယ်16နှစ်သမီးကပုံမျက်နာကလေးကအပြစ်ကဲပြီးပြုံးကလေးဝရဏာကစန်နီရဲ့တူတဲ့တိုင်းနဲ့အပြိုင်
အန်တီခင်လေးရင်တွေတုံးလာတယ်။ရင်ညွန့်ထဲမှာပူလောင်လာပြီးတစစ်စစ်နာကျင်တဲ့ခံစားမှုဟာအန်တီခင်လေးကိုဘယ်တော့မှပျောက်မှာပါလေ။ဟောဆန်နီကအပပအော်ပြန်ပြီ။ဘလို့ဘာလို့ပြန်ပါလဲ။တန်ကုန်ပြီနဲ့တူရဲ့အန်တီခင်လေးအိတ်ခမ်းထဲကနေအိတ်ခမ်းထဲကိုဝင်လိုက်တယ်။မိုးတက်လေးကခက်ပြင်းပြင်းတိုက်ခတ်လာတယ်။အဲ့ဒီခဏမှာပဲအန်တီခင်လေးဘရောမှမေ့နိုင်မှာမဟုတ်တဲ့ဝုန်းခနဲ့အတန်ကြီးနဲ့အတူတိုက်ဝရဏာကပြုတ်ကျသွားခဲ့တယ်။ဆန်နီနဲ့ဝရဏာအောက်ကိုပြုတ်ကျသွားပြီ။အိတ်ခမ်းဝမှာအန်တီခင်လေးလည်းပုံရက်ကလေးလဲကျသွားခဲ့တယ်။မိုးကတဲတဲမဲမဲရွာနေတယ်။အင်္ဂရီကင်းပေါ်တန်ပိန်ပုတ်တန်ကြိတ်တန်ဟာစိတ်နှလုံးကိုပို့ပြီးထိခိုက်ချုပ်ချားစေတယ်။နေရအနှံ့ထွက်ပေါ်နေတဲ့တန်ပိန်ကြိတ်တန်တွေနဲ့အတူနှလုံးကြည်ခွဲငိုရှိုက်တန်တွေကလည်းနေရအနှံ့ကနေထွက်ပေါ်လာနေတယ်။အဝတ်ဖြူပတ်ထားတဲ့အေးခမ်းတွေကထုတ်လာကစားဆန်နီအလောင်းဟာကိုဝင်းအောင်ရှိကတန်ပိန်တက်တွန်းလဲပေါ်မှာရှိနေတယ်။ကိုဝင်းအောင်နောက်ကလိုက်လာတဲ့သူနှစ်ယောက်ကတော့ဦးနဲ့လက်ကဆန်နီအဝတ်စားအတုံးဆောင်ပစ္စည်းတွေထည့်ထားတဲ့အိတ်ကလေးကိုတင်းတင်းကြပ်ကြပ်စုပ်ကင်လို့ဒီနေ့ဟာဆရာဦးသက်ဦးရဲ့ပထမဆုံးစနေကျူရှင်ဖြစ်တဲ့နေ့ပေါ့ဆန်နီရဲ့တန်ပိန်တက်တွန်းလဲကလေးကငိုရှိုက်တန်တွေထွက်ပေါ်လာနေတဲ့အလောင်းတင်တန်ပိန်တန်တွေကလှဲတွေအစီအကြီးနဲ့ကြံတော်ရဲ့အခန်းငယ်ကလေးတွေကိုကြော်ဖြတ်လာခဲ့တယ်ဆန်နီတယောက်ဒီအခန်းငယ်ကလေးတွေထဲမှာအာတုဘမရောက်ခင်တထောက်ဝင်နာကြမလို့တော့ဘူးလေအလောင်းပြင်မဲ့အခန်းကိုတန်းသွားရုံပဲအာတုဘအချိန်ကတနာရီဆိုတော့အခု10နာရီထိုးနေပြီကိုအလောင်းပြင်မဲ့ခမ်းမထိန်မှာတန်ပိန်တက်ဂရင်တွန်းလဲကိုတွန်းလာတဲ့အမှုထမ်းကထရက်လိုက်တယ်ပြီးတော့ပတ်ထားတဲ့အဝတ်ဖြူကိုဆွဲဖယ်လိုက်တယ်ဆန်နီရေလက်ရဲ့မချီတင်ကဲငိုရှိုက်တန်ကထွက်ပေါ်လာခဲ့တယ်ခေါင်းကလေးထဲမှာပတ်တီလေးစီးထားတဲ့ဆန်နီဟာစေးရုံကရင်မော်ကလူနာကလေးသာဖြစ်လိုက်ပါတော့ကွယ်ကိုဝင်းအောင်ကအန်ကျိတ်ထားရင်ဆန်နီမျက်နှာပေါ်ကရေခဲချွေးတွေကိုပိတ်ဖြူဝတ်နဲ့အသားအရာတွတ်တုပ်ပေးတယ်ကွာဟိုကောင်မကြီးကြောင့်ဖြစ်ရတာဟိုကောင်မကြီးကြောင့်ဒီလိုဖြစ်ရတာဒေါသငိုတန်ပါကြီးနဲ့ဥသက်ဦးကတန်ပိန်တက်ကတင်ကိုလက်နဲ့ဖြန်းကနေရိုက်ချလိုက်တော့စန်နီခန္ဓာကိုယ်ကလေးစက်ကနေတုံသွားတယ်။ဦးရဲ့အဲ့လိုမပြောပါနဲ့အပိုင်း38ကိုဝင်းရောင်ကတော့ငိမ့်သက်တိတ်ဆိတ်စွာနဲ့စန်နီကိုပစိုးအစ်စ်ကလေးဝတ်ပေးတယ်။စပို့ရှိုက်အင်ဂျီစင်ကလေးကိုဝတ်ပေးတယ်။ခမများတို့မိတ်ကပ်ခေါ်အောင်မလားအမှုထမ်းစကားကိုကိုဝင်းရောင်ကခေါင်းခါတယ်။ခေါင်းဖီမိတ်ကပ်လေးနှခမ်းနီဆိုအတွက်85ချက်တရားပေးရတဲ့မိတ်ကပ်ပြင်သမားကောင်လေးတွေကအနီးအနားမှာရွဝဲနေကြတယ်။စန်နီကိုလက်ခေါင်းဖိပေးမယ်။စပင်ဖိလို့မရဘူးအမပတ်တီးနဲ့တွေးပေနဲ့လက်ကနှခမ်းကိုကိုက်လိုက်တယ်။ဒါဖြင့်လက်သူ့ကိုမိတ်ကပ်တို့ပေးမယ်။လက်ကစန်နီမျက်နှာကလေးကိုခရင်ပတ်ကလေးနဲ့ဖြည်းဖြည်းညင်ညင်သားကလေးတို့ပေးတယ်။ပြီးတော့နှခမ်းနီပန်းနုရောင်ကလေးကိုဖွင့်တယ်။စန်နီနှခမ်းသားတွေကဖြူးရော်လို့အဲ့ဒီအကြောင်းနေစိုးလို့မရဘူးအမတအားရဲရဲကြီးစိုးမှနှခမ်းမှာဆွဲတာလူသေးဆိုတော့နှခမ်းမှာသွေးမရှိတော့ဘူးလေရှင်လက်ကမျက်ရည်တွေကျလာပြန်တယ်ဘာမှမစိုးနဲ့မလို့ဘူးဦးကဒေါသတကြီးလက်ကိုអော်တယ်အပေါ်ကလွှမ်းဖို့ဝယ်စားရောဒီမှာပါတယ်နေအောင်ဖြသူ့ပတ်တီကိုဖုံးဖို့လိုတယ်အုတ်ထုပ်ကလေးကိုကြည့်ပြီးဦးတယောက်မျက်နှာပြတ်သွားတယ်။ဦးရဲ့နယူးရီးယားလက်ဆောင်အုတ်ထုပ်ကလေးလေအုတ်ထုပ်ကလေးကိုဦးကိုယ်တိုင်စောင်းပေးတယ်။ပန်းတွေပေးပါဦးကင်လာတဲ့ပလတ်စတစ်အိတ်ထဲကစပယ်ပန်းတွေကိုလက်ထုတ်ပေးလိုက်တယ်။ပြီးတော့နှင်းစီတစ်ခွပန်းဖြူကလေးဟာဆန်နီနောက်ဆုံးရွှေ့ပေးခဲ့တဲ့တစ်ခွပန်းအိုးကလေးကပွင့်လာဆန်နီမျက်နှာကလေးဘေးမှာစပယ်ပန်းနဲ့နှင်းစီကလေးတွေကိုဝင်းရံလိုက်တယ်။ပြီးတော့ဆန်နီရင်ဘတ်ပေါ်မှာရဲ့ရှက်ထားတဲ့လက်နှစ်ဖက်ပေါ်မှာရဲ့စားအုပ်ဆောင်ရှိရှိနဲ့ဆန်နီကိုအသားအရအုပ်လိုက်တယ်ဆန်နီကောင်ရင်ကပန်းအိုးသုံးလုံးမှာလက်ကနှင်းစီတွေကိုထိုးဆိုင်ပြီးအမွှေးတိုင်ကိုထွညှိလိုက်တယ်ရော့ဆန်နီမင်းကိုငါမပေးရသေးတဲ့ဓာတ်ပုံဦးကဆန်နီဘေးနာမှာဓာတ်ပုံကလေးကိုထောင်ထားလိုက်တယ်ဦးရဲ့ပန်းတွေကြားမှာဆန်နီရဲ့လေအရပါရပြုံးလို့ဆန်နီရဲ့လက်ကငိုပြန်တယ်ဆန်နီဟာလက်တို့ကျွေးတဲ့ကော်ဖီနဲ့မုန့်ကလေးကိုနောက်ဆုံးစားသွားရရှာတာ
ဝုန်းခနဲ့အတန်ကြီးနဲ့အတူလက်တို့အခန်းမှာတုံသွားတယ်ငလျင်လှုပ်တယ်လို့ထင်မိသေးတယ်နောက်မှဝရဏာကနေပြေးကြည့်တော့မှဟိုးအောင်မှာစန်နီနဲ့အင်္ဂလိပ်အကျိုးပဲတွေဟင်းအဲ့ဒီမြင်ကွင်းကိုလက်မမြင်ချင်ဘူးအာတုဘရှုခမ်းမတွေကိုလူတွေရောက်လာစားပြကြပြီရက်တောင်တွေတင်းလာတဲ့အာကကာလေးရောက်လာတယ်အာကာကစန်နီအတွက်ရက်တောင်ကုသိုလ်လုပ်တယ်လေရက်တောင်ထုတ်ကိုဝင်းအောင်လက်ထဲထည့်ပြီးအာကာကစန်နီကိုတွားကြည့်တယ်ခဏကြာတော့အေးအင်းနဲ့ရှိုက်ပြီးအာကာငိုပါလေရောစန်နီမင်းကိုဆိုငါအမြဲနိုင်ခဲ့တာပဲမင်းတိတ်တီးခံခဲ့တာပဲငါခိုင်းသမျှကိုလည်းမင်းလှုပ်ပေးတယ်နော်ငိုနေတဲ့အာကာနာမှာသူ့ဘရာဇာတွေကစန်နီအတွက်ခေါင်းကိုလာချတယ်အဖြူရောင်ခေါင်းအာကာကခေါင်းကိုငေးဆိုင်ကြည့်ရဲ့အဖွားပြန်တော့ကအဖွားရဲ့ခေါင်းကြီးကိုသူနဲ့နှစ်ယောက်ထမ်းချပေးခဲ့တဲ့စန်နီကိုမြင်အောင်လာတယ်စန်နီဒီတစ်ခါတော့ဒီအခေါင်းထဲမှာမင်းကိုထည့်ပြီးငါထမ်းရမှာကွာခမ်းမာထဲမှာလူတွေပြည့်လာတယ်ညစိမ့်ပြလမ်းတွေတွေကအာဒူဘာဘူဘတ်စကာတွေလူအပြည့်အသိမ့်နဲ့ရောက်လာကြတယ်လူချစ်လူခင်များတဲ့စန်နီရဲ့အာဒူဘာရှူပြိတ္တတွေလေအန်တီမေလာရှာပြီလက်ကိုတစ်ချက်ရှာရင်ပြောတယ်ကားလေးစီးပေါ်ကနေအန်တီမေကြီးကိုစန်နီအမတွေကတွဲလာကြတယ်တာစန်နီတာရေအန်တီမေကြီးអော်လိုက်တဲ့အတန်ကိုဘယ်သူမှမခံနိုင်ကြဘူးအန်တီမေကြီးကစန်နီဘေးမှာရက်ပြီးတားလို့သူကိုမျက်ရည်တွေနဲ့ကြည့်တယ်စန်နီဘွိုင်မမီတာဒုခိတာကလေးဖဲတော့ငါမှမမီခေါ်တာကိုမထူးနိုင်ခဲ့ရှာဘူးနော်မထူးနိုင်ရှာဘူးတာမက်မောတဲ့တာမျက်နိုးတဲ့တိုက်ကြီးကငါသားကိုအသေးတက်လိုက်တာသိရဲ့လားတာစစ်တဲ့တာအခန့်လေးကိုတာခွဲသွားပြီပေါ့မမီကိုလေမိအဲ့နေရဘာလို့လမ်းထိပ်ထိလိုက်ပို့တာလဲဟင်မိုးရွာထဲမှာမအေးကိုထိဆောင်ပြီးလိုက်ပို့တယ်နော်လိုက်ပို့ပါတယ်ဒါပေမဲ့ကျမပြန်လာတော့ကျမသားလေးမရှိတော့ဘူးအန်တီမေဟာအယူမကြီးတယောက်လိုပဲဟုတ်တယ်လေတားအတွက်သူယူနေရှာတာပဲမဲအေးကကိုဝင်းရောက်နားမှာမျက်ရည်ဖြိုင်ကြရင်တားတုတာကိုတင်းဖတ်ထားမိတယ်တားတုတာနဲ့ဘာအေးကိုမဲအေးလည်းအမြဲတမ်းထားခဲ့ရတယ်သူတို့မြေးဖွားကိုလည်းအမြဲတမ်းထားခဲ့ရတာသူတို့မြေးဖွားကလည်းအမြဲတမ်းဝရန်တာမှာထွက်နေကြတာတကယ်လို့သာအပေါ်ဝရန်တာလိုပဲမဲအေးတို့ဝရန်တာပြိုကျခဲ့ရင်အိုးတားရဲ့စန်နီကိုတားမြင်သလားဟင်ကြည့်ပါဦးသူတေရှာပြီအာကာရဲ့ကားကလေးကနောက်တစ်ခါထိုးဆိုင်လာပြန်တယ်ကားရှိကန်းကနေတုံရင်နဲ့ဆင်းလာတဲ့ဖိုးဘတင်ကိုမြေးအမွာနှစ်ယောက်ကတွဲလိုက်ကြတယ်ဖိုးဘတင်ရဲ့နောက်ကတားနဲ့ချွေမန်ကလိုက်လာကြတယ်စန်နီကိုငါကြည့်ချင်တယ်ငါ့ကိုပြကြပါအောင်ဖိုးဘတင်ကမြေးတယောက်လက်ကိုစုပ်ပြီးတုံရင်ပြောလိုက်တာနဲ့အမမတယောက်ကစန်နီရေလို့អော်ပြီးငိုချလိုက်တယ်တနာလိုက်တာစန်နီရဲ့စိတ်ကောင်းရှိရဲ့နင့်ကြမှာဖြစ်ရတယ်လို့ဟဲနင့်သေးပြီတဲ့နင်ငါတို့စီ TV လာမကြည့်နိုင်တော့ဘူးငါတို့မီးဘူးမတိုက်ပေးနိုင်တော့ဘူးအမိုက်ပြစ်မပေးနိုင်တော့ဘူးငါတို့နဲ့နင်နဲ့နောက်ဘယ်တော့မှမတွေ့ရတော့ဘူးနော်စန်နီအဖိုးနဲ့မင်းနဲ့လဲချင်တယ်ကွာစန်နီအဖိုးကအသက်ကြီးပါပြီဖိုးဘတင်ကစန်နီဘေးမှာရက်ရင်တွတ်ရရွတ်တယ်လူလေးစန်နီမင်းကိုအဖိုးကြည့်ချင်လို့မင်းစီကိုလာခဲ့တာမင်းဆုံးတဲ့နေ့ကအဖိုးကိုမကြည့်ရဘူးတဲ့အဖိုးကြည့်ချင်တာပေါ့ဒါပေမဲ့မင်းတို့ရန်ကုန်ထုံးစံကခတ်တယ်တေးတာနဲ့အလောင်းကိုကြံတော့အေးတိုက်ဆိုတာကြီးပဲပို့လိုက်ရတာကိုတို့အညာလိုကို့အိမ်မှာကိုပြင်ဆင်ထားပြီးတစ်ချိန်လုံးတဝါကြီးမကြည့်ရပါလားကွာနောက်ဆုံးကြည့်ခြင်းဘာလို့တခြားနေရာမှာသွားထားရမှာလဲမကြိုက်ဘူးကွာအဖိုးတော့မကြိုက်ဘူးတိုက်ခန်းလေးတွေကျဉ်ကျက်တယ်ဆိုတာတော့ကျဉ်ကျက်တာပေါ့ကွာဒါပေမဲ့ဒါနောက်ဆုံးပဲလေဖြစ်အောင်ထားမယ်ကွာအဖိုးစိတ်ဆိုရင်တော့ဖြစ်အောင်ထားမယ်အခုတော့ဘာရီမန်းကိုမသိဘူးတေးချောင်းထောက်ခံစာတွေရောဘာတွေရောရှုပ်ရှက်ခတ်နေတာပဲအဖိုးတေးရင်တော့အညာမှာပဲပြန်တည်မယ်ကွာအဖိုးရှိကအရင်သွားနေပေအောင်တော့
ဖိုးဘတင်ကိုမြေးမတွေကကလတ်ထိုင်တစ်လုံးပေါ်မှာထိုင်ခိုင်းနေဖိုးဘတင်ကဘေးကလတ်ထိုင်တွေမှာဟိုတီကြည့်ရင်အန်တီခင်လေးကိုရှာတယ်ခမရလဲဒုက္ခတူမအတွက်စိတ်ထိခိုက်လို့မှမဆုံးခင်စိတ်ထိခိုက်စရာနောက်တစ်ခုကထပ်ဖြစ်ရရှာတယ်သူ့အခန်းမှာဖြစ်တော့သူ့မှာအပြစ်မကင်းသလိုခံစားရရှာမှာပေါ့တခါတည်းအိပ်ရတယ်လဲတာပဲဒီကိုမလာနိုင်တော့ပါဘူးမလာတာပဲကောင်းပါတယ်လေဆန်နီကိုမကြည့်တာပဲကောင်းပါတယ်ဆန်နီကတင်းတို့အိမ်ဆိုစားရင်တောက်အိမ်မယ်စားစရာရှိလားလှုပ်စရာရှိလို့အိမ်ကကလေးတွေနဲ့လည်းမတိမ်မယိမ်းနေမဟုတ်လား TV လာကြည့်လဲတင်းတို့အိမ်မဲ့အမြဲတမ်းလာကြည့်တာတာကြီးမင်္ဂလာဆောင်တော့ငါဆိုလဲဆန်နီကတိတ်အားကိုရတာအခုလဲတားကသူ့တငယ်ချင်းတွေအတွက်ရက်တောင်ကုသိုလ်လှုပ်တယ်မျက်ရည်လေးဆန်းဆန်းနဲ့ဧည့်ခံကောင်းနေတဲ့ချွေးမရဲ့အတန်ဆူဆူကိုဖို့ပါတဲ့နောက်ကကြားနေရတယ်ပြီးတော့တူတူလေးစိန်ကြောက်ကြောင်ပွဲစားလုပ်နေတဲ့အတန်ဒီကလေးမှတဲ့ခတ်တာပဲတားရီတားအတီမေရဲ့နှလုံးကွဲတဲ့နဲ့အတူဆန်နီအခေါင်ကိုပိတ်လိုက်ကြပြီမိသကြိုဆက်စီသွားကြဖို့ဆန်နီအခေါင်ကိုထိုင်မဲ့သူတွေအများကြီးရှေ့ထွက်လာကြတယ်ရှေ့ဆုံးကနေပစိုးတူတူကိုပြင်ဝက်ပြီးစိတ်ထိကိုက်နေတဲ့ခက်တီတီမျက်နှာကြီးနဲ့ဆရာဦးသက်ဦးကခေါင်းကိုထမ်းဖို့အစဉ်တင်ဦးနဲ့အတူကိုဝင်းအောင်အာကအဖေပြီးတော့မြစိမ့်ပြလမ်းသွယ်တွေကလူငယ်တွေပြီးတော့ထူးခြားတဲ့ဆန်နီရဲ့တငယ်ချင်း၃ယောက်ဆန်နီနဲ့မနက်တိုင်းလက်ဖက်ရည်ဆိုင်ထိုင်နေကြတငယ်ချင်းကလေးတွေကသူတို့လည်းဆန်နီအခေါင်ကိုထမ်းမယ်တဲ့မျက်ရည်တွေနဲ့လက်ဟန်ချီဟန်ပြပြီးပြောရှာတယ်အန်တီမေကြီးမှာပို့ပြီးရင်ခွဲစရာဖြစ်ရတယ်ဆန်နီရဲ့ဘဝတူစွန့်အားနာမကြလေးတွေလေဆန်နီကောင်ကိုအားလုံးဝိုင်းထမ်းပြီးမိသကြိုဆက်စီလာခဲ့ကြတယ်ဆန်နီအာတုဘရှုပရိသတ်ကနောက်ကနေလိုက်ပို့ကြတယ်မိသကြိုဇက်နာအရောက်မှာတော့တခြားခမ်းမကချလာတဲ့အာတုဘတွေနဲ့ရောနှောသွားခဲ့တယ်မိသကြိုဇက်ထဲကိုဆန်နီကိုထည့်လိုက်ကြပြီမိသကြိုဇက်တကားကြီးကျင်းကနေပိတ်တန်ကိုထိခိုက်တုံလောက်ဖွယ်ကြားရတယ်ခေါင်းတိုင်ဝါကတလူလူထွက်လာတဲ့မဲညစ်ညစ်မိကိုကလေးတွေနဲ့အတူဆန်နီတယောက်မြစိမ့်ပြသုံးထပ်တိုက်ကနေအပီးအပိုင်ထွက်ခွာသွားပြီပေါ့နော်ဆန်နီရဲ့9ရက်မြောက်ရက်လေဆွန်းသွေးနနက်မှာတော့တိုက်ကလူတွေအားလုံးစုံကြတယ်ညစိမ့်ပြလမ်းတွေကလူတွေလည်းတော်တော်လာကြပါတယ်ရန်ကုန်ရက်လေထုံးစံအတိုင်းမုံဟင်ကားကျွေတယ်မုံဟင်ကားကအိုတကြီးကိုဝင်းအောင်ရဲ့လက်ရပေါ့ဖိဖိတောက်နေတဲ့ဆန်နီရဲ့လက်ရကျမ်းပြင်ပေါ်မှာကိုဝင်းအောင်ရဲ့လက်ရမုံဟင်ကားကိုစားကြရင်ဒီလိုပွဲမျိုးဆိုအလွန်ပျော်တတ်တဲ့ဆန်နီကိုပဲအားလုံးတန်တာမိကြတယ်ရက်လေမှာအန်တီခင်လေးလဲလာတယ်အန်တီခင်လေးဝရန်တာဘက်ထွက်တဲ့တကားကိုအသေးပိတ်ထားပြီးကြောင်တွေအားလုံးနဲ့နေနေတယ်လေဝရန်တာကိုပြန်မပြင်ရသေးဘူးဥကတော့လေသူဟာသူကုတ်ကုတ်ကလေးထိုင်နေရှာတဲ့အန်တီခင်လေးနဲ့မျက်နှာချင်းဆိုင်ဖြစ်နေလို့တဲ့တခါတယ်မျက်နှာကြီးကိုတိတိတတ်တာဘေးလှည့်ထားတယ်အန်တီခင်လေးများသိရင်အာနာစရာဖိုးဘတင်ကတော့အိမ်ဦးကမ်းမှာထိုင်ရင်လမ်းထဲကလူကြီးတွေနဲ့ငငယ်တုန်းကဆိုရင်တရားဟောနေတာမောင်ဟင်ကတော့ကောင်းကောင်းမစားနိုင်ဘူးဖိုးဘတင်သားနဲ့အမွာညီအမလည်းလာတယ်ဖိုးဘတင်ချွေးမကတော့ခဏလာပြီးသွားစရာရှိတာကိုသွားပြီးမလာနိုင်တာကတော့အာကာတယောက်တည်းမြစိမ့်ပြလမ်းတွေကလူကြီးဝိုင်းကို secret တဖွာဖွာနဲ့အန်တီမေအခန့်စကားပြောနေတော့တယ်လီဖုန်းတန်ကမြည်လာခဲ့တယ်အန်တီမေသူ့ခန္ဓာကိုဝဝကြီးလှုပ်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 နဲ့ထလာပြီးတယ်လီဖုန်းကိုကင်တယ်ဟယ်လိုပြောပါရှင်ဘသူမွန်လားရှိတယ်အန်တီခင်လေးရှိတယ်ဟုတ်တယ်မွန်တာလီဆုံးပြီအန်တီမေမျက်ရည်တွေကျလာပြန်တယ်အန်တီမေရဲ့ဖုံပြောတန်ကိုကြားလိုက်ရတဲ့အန်တီခင်လေးတယောက်ရင်ဘတ်ပေါ်လက်ကလေးဖိလို့အားလုံးကအန်တီခင်လေးကိုကြည့်နေကြတယ်။ဦးရဲ့မျက်မှောင်ကြီးကပိုကုတ်လာပြီးခေါင်းကြီးကပိုလက်ခေါင်းကြီးကပိုလှဲ့သွားတယ်။သူများအနာကိုလာဆွနေတာဗျာ။အဖွားကြီးမှမျက်ရည်ကျရပြန်ပြီ။အိုးဦးကလည်းဦးရဲ့အာမနာတတ်တဲ့အတန်ကျဲကြီးကြောင့်လက်ဦးကိုဆက်ဆက်ရတယ်။ရပါတယ်မွန်ရဲ့အန်တီခင်လေးကိုခေါ်ပေးမယ်လေခဏလေးနော်အပိုင်း39အန်တီမေကြီးကဖုန်းကိုလက်နဲ့အသာပိတ်ထားရင်အန်တီခင်လေးကိုလှမ်းကြည့်ပြီးမင်းငေါ့ပြလိုက်တယ်အ
န်တီခင်လေးမွန်ကစကားပြောချင်လို့တဲ့အန်တီခင်လေးကခေါင်းခါကလက်ခါခါနဲ့လက်ကလေးကတယ်မပြောဘူးဘာလို့ပြောရမှာလဲကျမမပြောဘူးအန်တီမေကြီးအန်တီခင်လေးအတန်တွေကတုံးနေတယ်ဟယ်လိုမွန်ပြောချင်တာပြောခဲ့လေအန်တီခင်လေးကမပြောချင်ဘူးတဲ့သူလဲစိတ်ထိခိုက်နေတယ်ဟုတ်ပြီမွန်ဟုတ်ပြီအန်တီမေကြီးပြောလိုက်မယ်နော်ဒါပဲနော်အန်တီမေကြီးကဖုန်းကိုပြန်တင်လိုက်ပြီးမျက်ရည်စာကလေးတွေကိုတွတ်တော့ရင်းအန်တီခင်လေးနားမှာသွားထိုင်နေမွန်ကအန်တီခင်လေးကိုစိတ်ပူလို့တဲ့သူလားခေါ်ချင်တယ်တဲ့အလိုသူခေါ်ရကိုကျုပ်ကလိုက်ရမယ်အန်တီမေကြီးရဲ့ကျမအတွက်သူတကယ်စိတ်ပူတဲ့ရင်ဒီလိုလုံးမရဲလားလာကြည့်လေကျမအကြောင်းကိုသူသိရမှာပေါ့ဒီလိုလဲဘယ်ဟုတ်ပါမလဲအန်တီခင်လေးရဲ့အန်တီခင်လေးစိတ်တွေတိတ်လှုပ်ရှားနေပုံရတယ်ရှင်ဘက်ကလေးကိုလက်နဲ့ဖိပြီးလက်ကင်ပေါ်နဲ့လဲနှာခေါင်းကိုခဏခဏညှစ်နေတယ်ဒေါ်မေကြီးရေဒီကိုခဏလာပါအောင်ဗျာစကားပြောစရာလေးနည်းနည်းရှိလို့ရက်ွက်လူကြီးတွေဝိုင်းကအန်တီမေကြီးကိုလှမ်းခေါ်တယ်အန်တီခင်လေးကိုကြည့်မရဖြစ်ပြီးပြန်စို့တခဲခဲဖြစ်နေတဲ့ဦးကိုလက်ကအတာလက်ကုပ်လိုက်တယ်အန်တီမေကြီးနဲ့လူကြီးတွေဝိုင်းကိုစိတ်ဝင်တစားနဲ့လှမ်းကြည့်တယ်ဒေါ်မေကြီးရေကျွန်တော်တို့ကြားတာနော်ဟုတ်မဟုတ်တော့တေချာမသိဘူးအဲ့ဒါဒေါ်မေကြီးတေချာသွားပြီးအရင်စုံစမ်းထားရင်ကောင်းမယ်တင်လို့ဟုတ်ကဲ့ဒီတိုက်ပြူကြတဲ့ပိတ်စာနဲ့ပတ်သက်ပြီးလူနေရန်မသိတော့ဘူးဆိုတဲ့အချက်နဲ့တိုက်ကိုချိတ်ပိတ်မယ်လို့အတန်ကြားတယ်ချိတ်ပိတ်မယ်ဟုတ်လားလက်ကအန်တီခင်လေးလိုပဲရှင်ဘက်ကိုဖိလိုက်မိတယ်တိုက်ကိုချိတ်ပိတ်လိုက်တော့လက်တို့ကဆင်းပေးရမှာပေါ့ဟုတ်လားမိဘဝမှာပေါ်လာတဲ့ဖိုးဘတင်အတန်လဲတိမ်သွားတယ်အန်တီခင်လေးမျက်နှာကတော့သွေးမရှိတော့ဘူးအမမနှစ်ယောက်ကလည်းမျက်လုံးကလေးတွေဝိုင်းလို့ကျွန်တော်တို့ကြားတာပြောတာနော်အဲ့ဒါဒေါ်မီတို့ဘက်ကပြင်ဆင်ထားဖို့တတိပေးတဲ့နယ်လို့ထင်လို့ဟုတ်ပါတယ်ချိတ်ပိတ်မယ်ဆိုတော့ဒီတိုက်ကြီးကိုဖြိုပစ်မှာပေါ့ဗျာတကယ်သာချိတ်ပိတ်မယ်ဆိုရင်ပြောတာပါလူနေဖို့မသင့်ဘူးဆိုရင်ဖြိုပစ်ရတာပဲလေပြီးတော့မှခန့်ပြန်ဆောက်ပေါ့ဒါပေါ့ဖျားကျမဝရဏာကိုပြန်ပြင်မှာပါခန့်ပြန်ပြင်မှာပါအန်တီခင်လေးရဲ့ဘသူကိုအတနာခံမှန်းမသိတဲ့ညောင်ကြီးအတန်လေးပေါ်လာတယ်မဟုတ်ဘူးလေကျွန်တော်တို့ကတတိပေးတာပါအားလုံးပဲစုံဆန်းနဲ့လောက်ကြပေါ့ဗျာ secret မင်းကြီးနေတဲ့အန်တီမေကြီးလက်တွေတုံးနေတယ်ဦးကဝုန်းကနေထရက်လိုက်ပြီးအခန်းထဲကနေဒေါ်ကြီးမောကြီးနဲ့ထွက်သွားတယ်လက်ကနောက်ကနေအပြေးလိုက်တယ်နေပါအောင်ဦးရဲ့လက်ကြောက်တယ်ရန်ကုန်မြို့ရဲ့အိုးမဲ့အိမ်မဲ့ဘဝကိုလက်ကြောက်တယ်အိုးလက်တို့အားလုံးကြောက်ကြရပါပဲလက်တို့ဘာလုပ်ကြမလဲဦးရဲ့လို့ဦးလက်တို့ဘာလုပ်ကြမလဲလို့မရမနာမင်းနေတဲ့လက်ရဲ့မိကွန်းကိုဦးကမိုးပြိုသလိုခောက်တော့ခောက်ပြန်ရှောင်နေတဲ့ခြေတံနေနဲ့ပဲတုံ့ပြန်နေအန်တီမီကြီးကတော့အားလုံးစုပေါင်းပြီးအတနာခံစာတင်မယ်တဲ့ပြီးတော့ကို့အခန်းတွေကိုခိုင်အောင်ပြင်ကြရမယ်တဲ့ဟုတ်တယ်ဦးရဲ့ဟိုသတင်းစာထဲမှာပါတဲ့တိုက်လို့ပြိုကြရင်လည်းဒုက္ခတိုက်ကိုစိတ်မပိတ်လို့နေပြန်ရင်လည်းထပ်ပြိုမှကြောက်ရသေးတယ်အဲ့ဒီပြိုတဲ့တိုက်ဆိုစောင့်နေတော့မို့နော်တနာပါတယ်အလုပ်သမားလေးတွေတည်ကြတာအင်္ဂလိပ်အကျိုးပဲ့ပြီးပြတာတဲ့ဖြစ်မှာပေါ့လေအိုးဘာပဲဖြစ်ပြိုကြလို့တီခါမှတည်ရောတိုက်ချိတ်ပိတ်ပြီးဆင်းပြရမှာလဲလက်ကြောက်တယ်ဦးရဲ့အိုးရှောက်တွေးမနေစမ်းပါနဲ့ဗျာစိတ်ပင်ပန်းနဲ့မတွေးပန်းမနေနိုင်ဘူးဦးရဲ့လက်ညဆိုအိတ်မပြောဘူးလက်တို့မှာဒီအခန်းလေးကိုပိုးရှမ်းပြီးစုဆောင်းပြီးလို့ဝဲရတာမဟုတ်ဘူးအခုရီကိုပိုင်လို့လားသူများကြွေးတွေဆက်နေရတော့အခုချိန်ဝယ်မယ်ဆိုအခုပေါက်စင်းနဲ့လက်တို့အနားတောင်မကတ်နိုင်ဘူးအရင်စင်းနဲ့ဝယ်လာတော့ဈေးအချို့ဆုံးအပေါ်ထက်ပဲတက်နိုင်တာပြိုကြရင်တေဖို့တေချတဲ့အပေါ်ဆုံးထက်လေအိုးဘာဖြစ်လက်အခန်းလေးကိုမစွန့်လွတ်နိုင်ဘူးအော်တော်ချက်လေရဲ့ဒီတိုက်ပေါ်ကလူတွေအကုန်လုံးခမားလူကြီးပေါ့ဗျာဥအတန်ကနူးညံ့နေတယ်လက်ပခုံးကလေးကိုညင်ညင်တတလာဖက်တယ်လက်ကဥကိုအာကိုတကြီးတိမ်ကြုံဖက်လိုက်တယ်
တကယ်လို့ဖြစ်ရင်လက်တို့ဘယ်သွားကြမလဲအိမ်ငါနေမှာပေါ့ချက်လေရဲ့ဘာဖြစ်လဲဦးတငယ်ချင်းကမိမယူတော့မှာနော်လက်တို့အိမ်ကလည်းနေလို့မဖြစ်ပါဘူးအိမ်ငါနေတာဘာဖြစ်လဲတော့ချက်လေရဲ့အိမ်ငါနေပြီးတော့ပတ်စံပြန်စုပြီးဒီထက်ကောင်းတဲ့ကျဲတဲ့ပထမဓာတ်လိုအခန်းမျိုးဝယ်မှာပေါ့ကျုပ်ကဒီအခန်းကိုစိတ်ကုံနေတာကြာပြီလူနှစ်ယောက်တောင်မရှောင်တာတဲ့အခန်းအိမ်သားကတလုံးနဲ့အမြင့်ကြီးတက်ရတာဒူးနာတယ်ပင်ကပတ်စံနဲ့တွားဝင်มาလဲဒီအခန်းဖို့တောင်ကျွေးမကြည်သေးတာဖြစ်လာမှာပေါ့ဗျာဥကိုလက်မထားခြင်းမူဥပခုံမှာပါအရင်လက်ကမျက်ရည်ဝဲစားပြုတယ်ဥကလက်ကြောကလေးကိုအသာအရာပုတ်ပြီးနှစ်သိမ့်တယ်မဖြစ်သေးတာတွေကိုတွေးပြီးပူးမနေစမ်းပါနဲ့ဗျာကြုံမကြိုက်ဘူးစိတ်တူစားပြုတ်လာတဲ့ဥရင်ခွင်ထဲမှာပဲလက်ကတော့မျက်စိစုံမိတ်ပြီးဥမကြိုက်တဲ့အလုပ်ကိုလုပ်တယ်တပည့်တော်မတို့ဒီအခန်းလေးကနေဘယ်ကိုမှမပြေးရပါစေနဲ့ဖေဟာဖိုးဘတင်တို့ရဲ့အပေါ်ဆုံးထက်အောက်လာမှာပေါ့အမွှေးတိုင်နဲ့အမျိုးမြည်မသိတဲ့တစ်သားစမိရှို့နှံတွေတခန်းလုံးပြတ်နေတယ်ချွေးမလှုပ်သူရဲ့တိုက်ချိတ်မပိတ်ရေးအိမ်မပြောင်းရရေးတိုက်ရိုက်တက်စင်ဆရာတွေရဲ့ရရရာတွေကလည်းအိမ်မပြောင်းရပဲအိမ်မီးလောက်မဲကိန်းပါလားညဦးကလေးကရှို့လိုက်တဲ့တစ်သားစရှို့ရမယ့်နေရာကလည်းဖျားစင်ပေါ်မှာချွေးမကတော့ရှို့တယ်ဆရာတွေပြောတဲ့အတိုင်းတစ်တူတစ်စာတွေကိုဓာတ်နဲ့နှစ်ချမ်းခွဲပြီးရှို့လိုက်တာဆိုတာပြီးတော့ပါသေးတယ်အထုပ်ကလေးတွေကဆေးမုံကိုမီးလောင်နေတဲ့တစ်တူတစ်စာတွေပေါ်ဖြူးချရသေးတယ်ရှဲခနဲ့မီးတောက်သွားတယ်ဖို့ပါတင်မပြောချင်တော့ပါဘူးလေသူလဲစိတ်ညစ်ညစ်နဲ့သူယုံရသူလောက်တာပေါ့လေမပြောပါဘူးတားလောက်တဲ့ကောင်ကတော့မျက်နာပြက်နဲ့ခမဲစွန့်ကြဲဖြစ်စီရေခဲတတာလေးတွေကဘီယာလေးတောက်ပြီးစိတ်ညစ်တယ်ချွေးမမှာဧကန်ထဲမှာတယူတရတခန်းတနာထားပြီးဧည့်သည်တွေလာရင်ပြစားလောက်ရတဲ့ရေခဲတတာကိုတော့ခရုမဆိုင်နိုင်တာကြပြီတိုက်ချိတ်ပိတ်မယ်ဆိုတဲ့ကိစ္စကြီးကအားလုံးကိုဖိစီးနေကြတယ်အဲ့ဒီအားလုံးထဲမှာဖို့ပါတင်ကတော့မပါဘူးဆိုရင်အားလုံးကဒေါသဖြစ်ကြမှာပဲဟုတ်တယ်ကို့အနေကတော့တိတ်ဝမ်းမနေလာတော့ပါဘူးလောကရန်ကိုဆင်ကျင်နိုင်ပါတယ်လောကရန်တွေကိုကြုံခဲ့ပူပြီလေစစ်အတွင်းတော်ကအိမ်မီးလောင်နေစစ်ပြေးရင်မြေကြီးပေါ်အိတ်ခြုံတော်တဲ့အိတ်ပြီးအဝတ်တစ်ထည်ကိုတစ်ခုနဲ့ထမင်းလဲ2ရက်3ရက်ငတ်ခဲ့ပူပြီးတခါတားလို့သူခက်ငယ်ငယ်တုန်းကအိမ်တစ်ခါမီးလောင်နေဆိုတာတခုခုရာကမှပစ္စည်းကြံအောင်မယ်မီးလောင်တာကဘာမှမကြံဘူးဘဝကိုတစ်ကနေပြန်ဆရတာပဲအစကပြန်ဆရတဲ့အလုပ်ကိုဘယ်သူကလုပ်ချင်ပါမလဲဒီလိုပဲလုပ်ခဲ့ရတာပဲတခုပဲရှိတယ်ဖိုးဘတင်မာကအိမ်မရှိတော့ပေမဲ့မြေရှိတယ်လေမြေကကျန်းနေသေးတာကိုဒီမြေပေါ်မှာတဲပြန်ထုတ်အောင်တော့နေရမပြောက်ဘူးပေါ့အခုသားရီပြေးရမယ်ကိန်းကနေစရာပြောက်မယ်ကိန်းသူတို့စိတ်ညစ်ကြတယ်ဆိုတာလဲအစိုးမဆိုပါဘူးသူတို့ပြောစလို့ရန်ကုန်မြို့မှာအရေးကြီးဆုံးကနေစရာဆိုတာလဲဟုတ်တာပဲအဲ့ဒီနေစရာအပိုင်လေးတစ်ခုဖြစ်ဖို့မလွယ်ဘူးဆိုတာကလည်းဟုတ်တာပဲကို့လက်တွေပါဒီပါမဟုတ်တဲ့အခန်းလေးရှိမမြောက်ကလေးကို3သိန်းပေးဝယ်ရတာပဲကြည့်ဖိုးဘတင်ကတော့ဆုံးဖြတ်ပြီးပြီအကယ်၍တစ်ခုဖြစ်ခဲ့ရင်တိုက်ပေါ်ကဆင်းရရင်ဖိုးဘတင်အညာပြန်မယ်ဆုံးဖြတ်ပြီးပြီဖိုးဘတင်အခုထပြန်အခုတောင်းရတယ်ရမန်နိကပဲဖိုးဘတင်ရဲ့ကြံတဲ့လက်နှစ်ကွက်ကိုလှုပ်စားနေတဲ့အမေကြီးရဲ့တူနဲ့တူမဖျားဘူးအဖွဲနဲ့ပါလာကြရင်ဖိုးဘတင်စီရောက်လာတယ်လေဒီအိမ်ပြဿနာဘာညာသူတို့မသိပါဘူးသူတို့ကရိုးခေါ်ရှာတာပါသူတို့စီတလဲလာနေပါအောင်နဲ့ဖိုးဘတင်ဒီမှာမပြောမှန်းလဲသူတို့သိတယ်အဲ့ဒီကလေးကဖိုးဘတင်တခါလဲစိတ်ကူးလိုက်တာသားနဲ့ချွေးမလက်မခံနိုင်တာကတပိုင်းလေဖိုးဘတင်စိတ်ကူးကမေကြီးဟိုမှာမျက်နှာကျက်စာကိုမီးဆွဲတော့မယ်ဖြူပြရဲ့အထိတ်တလန့်တန်ကြောင့်ဖိုးဘတင်လက်ထဲကစိတ်ပတီလွတ်တောင်ကြတယ်ဟဲ့နေမငိမ့်လိုက်နဲ့နော်မဆွဲပါဘူးဖဲ့ငါရွှေ့မယ်ဖျားစင်ဘော်ကစေးဖျောင်းတိုင်လားအင်းဖျောင်းတိုင်လားမသိတဲ့ဖျောင်းတိုင်အကြီးကြီးတစ်ချောင်းကိုချွေးမလောက်သူကသူ့ကိုယ်တိုင်ဂယူတစ်ဆိုင်ဖြုတ်ယူတယ်ဘယ်နဲ့သူကသာမဆွဲပါဘူးဆိုတာဟိုဖျားစင်မျက်နှာကြက်စာလေးမဲနေပြီခလေးမြင်လို့တော်သေးတယ်ခတ်ပါတယ်ဖေကြီးတကယ်များဖြစ်ခဲ့ရင်တော့
အာကာတို့အိမ်မဲတွားရမှာပဲဘလို့တားတို့အိမ်ပေါ့ဖေကြီးကလည်းတားတို့အိမ်ဆိုတာသူ့ရောက်ခမအိမ်ကိုပြောတာမဟုတ်လားအင်းပေါ့လေသူတို့အိမ်မှာလူနည်းနည်းလေးပဲအာကာနဲ့မှ၄ယောက်ရှိတာအိမ်ကအကြီးကြီးအိုးဘယ်ဖြစ်ပါမလဲဘာလို့နေရမှာလဲမျက်နှာငယ်အောင်ခွာဘာလို့ငယ်ရမှာလဲရောက်ခမအိမ်ကတားအိမ်ပေါ့တားအိမ်ကမိကြီးတို့အိမ်ပဲဘာမှမဆိုင်ဘူးဒါကိုတော့ဖေးကြီးလုံးဝသဘောမတူဘူးမနေဘူးအိမ်ငားနေမယ်အော်ဟုတ်တယ်ဖေးကြီးတည်တာနည်းနည်းလေးအခုခေတ်စပေါ်စည်းနဲ့အိမ်ငားလိုက်ရင်တင်းအခုရင်းနေတဲ့အရင်းနီးလေးပြုတ်သွားမှာပေါ့ကဲအဲ့တော့ဘာနဲ့စားမလဲတားလို့သူငြိမ်သွားတယ်ဖို့ပါတင်ဝင်ပြောဖို့ခြောက်တစ်ချက်ဟန့်လိုက်ပေမဲ့ချွေးမအတန်ထွက်လာပြန်တယ်အမေတို့အိမ်သွားနေရင်လည်းဖြစ်တော့ဖြစ်ပါတယ်အဲ့ဒါလည်းမဖြစ်ပါဘူးကွာမိကြီးမောင်ကရှိသေးတယ်လေဟုတ်တယ်ဖဖကြီးနဲ့တော့တမီးတို့မနေချင်ဘူးဘာမနေချင်ရမှာလဲအဲ့ဒါနင်းတို့ဖွားကြီးပဲချွေးမမျက်လုံးတွေကဖိုးပါတင်ဘက်တစ်ချက်ဝေလာတယ်မအီငေါ့တော့လဲအမွားမနှစ်ယောက်နှကန်းကလေးတွေစုပြီးငိမ်သွားကြရှာပါတယ်ဖိုးပါတင်ချောင်းဟန့်လိုက်ပြန်တယ်အဖေစိတ်ကူးကိုမင်းတို့ပြောချင်တယ်ကွာအားလုံးစဉ်းစားဖို့ပါမင်းတို့လက်ခံချင်မှခံပေါ့အဖေဇွတ်မတိုက်တော့မှာဘူးမြေမနှစ်ယောက်ကအဖိုးကလည်းလေရှည်ရန်ကောဆိုတဲ့စိတ်မရှိတဲ့အမူအရာကိုပြချတယ်တားလို့သူကတော့လှမ်းကြည့်ပါတယ်ချွေးမကနားတော့ဆွနေပုံဒါပေမဲ့ဖះစင်မော်ကဆလောင်းဖုံနဲ့စေးမုံတွားဖြူလျက်ပဲဒီလိုကွာမပြောကောင်းမဆိုကောင်းမိုးပြိုမယ်မပြိုဘူးမဆိုနိုင်ဘူးပြိုခဲ့သည်ရှိတော့အဖေကတော့အညာပြန်မယ်တားလို့သူစီကဟာဆိုရဲကန့်ကွက်တန်ထွက်လာပေမဲ့ကြံတဲ့သားအမိ၃ယောက်ကတော့ကန့်ကွက်ခြင်းငြိမ်သက်နေတယ်ဟုတ်တယ်အဖေပြန်မယ်အဖေမင်းအမေရှိတဲ့နေရာမှာပဲကောင်းချခြင်းနဲ့မင်းတို့ကိုလည်းအညာကိုလိုက်ခဲ့ဖို့အဖေခေါ်ခြင်းနဲ့ဟိုမှာဖို့ပါတင်စကားမဆုံးသေးဘူးတားမိ2ယောက်တားမိ3ယောက်ရဲ့တပြိုင်နက်ကန့်ကွက်တန်တွေပေါ်လာတယ်ဖိုးကလည်းမဖြစ်နိုင်တာတွေဖိုးသားအလုံးနဲ့ကလေးတွေပညာရေးကလည်းရှိသေးတာပြီးတော့တင်းတို့ကအညာမှာဘာသွားလှုပ်ရှားရမှာလဲပြုံလေးနဲ့ချိုကလေးပြန်ပြောနေတဲ့ချွေးမမျက်နှာမှာဖိုးပါတင်ကိုစိတ်ပြက်ခြင်းနဲ့အထင်သေးခြင်းတွေအတိုင်းသားပေါ်နေတယ်ဟုတ်တယ်သမီးတို့ကတော့အညာကိုလုံးဝပဲပြင်းစရာကြီးမနေနိုင်ပါဘူးအตาနေစမ်းဖြူပြလူကြီးတွေစကားပြောနေတာကိုဘယ်တော့ဖိုးကပြန်နေမယ်ဆိုတာဆိုဘယ်အိမ်မှာသွားနေမှာလဲအိမ်မှမရှိတော့တာကဲတင်းတို့လိုက်ရင်လဲဘယ်အိမ်မှာသွားနေမလဲအေးအဲ့ဒါပြောတာပေါ့ကွာဟိုနေ့ကအိမ်လာတဲ့အဖေတူတွေလင်မယားရှိပါရောလားသူတို့အိမ်ကအကျဲကြီးအဖေနေရင်တော့သူတို့အိမ်မှာနေမှာပဲသူတို့ကလည်းခေါ်တယ်မင်းတို့ကြားပါတယ်အဖေကလည်းကျွန်တော်တို့ကကြတော့ဘယ်နေလို့ဖြစ်မလဲနေပါဦးအဖေပြောတာနားထောင်ပါအောင်ကွာမင်းတို့သာလိုက်ခဲ့မယ်ဆိုရင်တော့သူတို့လှုပ်ရှားနေတဲ့အဖေမြေနှကွက်ကိုအဖေရောင်းခိုင်းမှာပေါ့သူတို့မှထမင်းစားဖို့တော့တခြားမြေလေးတစ်ခွက်ရှိပါတယ်အဖေကမလွယ်ပါဘူးအိမ်ရှိပြီထားအတိကအလုတ်အကင်ပဲဟုတ်တယ်ဖိုးရဲ့ချွေးမအတန်ကခုနကထပ်ပို့ပြီးချိုမြလာတယ်မြေနှကွက်ရောင်းပြီးဟိုမှာသွားနေမယ်အတူတူဒီမှာပဲရရလေးဖြစ်ဖြစ်ဝယ်လိုက်မှာပေါ့ဦးရဲ့ဒီတိုက်ဝယ်တော့ငါသာအဲ့ဒီမြေခွက်ရောင်းလိုက်ရင်ဒီတိုက်ထက်ပိုကောင်းတဲ့အခန်းရတာပေါ့နော်ဖေကြီးဖိုးပါတင်စကားပြောရတာမောလာတယ်ပင်ပန်းလာတယ်ကို့စကားကို့စေတနာကသူတို့အတွက်အရာမတင်လိုက်တာနော်အေးလေကြောင်အိုတော့လဲကြွမလေးစားတော့ဘူးပါချွေးမပြောလိုက်မိတာနဲ့ပွဲစားမျက်စိနဲ့မြင်းနှကွက်ကိုမြင်သွားပြီတားကနေတဆင့်အဖေကိုရောင်းခိုင်းဖို့သူကြံတော့မယ်ရပါတယ်ဖိုးပါတင်ကလည်းရပါတယ်ဟိုကတူကလေးတွေကလည်းမရမရှိစေရပါဘူးဒါပေမဲ့ဟိုနေ့ကအဲ့ဒီတူကလေးလာတော့ကတော့ထမင်းလေးတစ်နက်ကျွေးဖို့ကိုရှောင်လိုက်တိန်လိုက်ကြတာဖိုးပါတင်ကပြောတယ်ဟေးမင်းတို့ထမင်းစားခဲ့ကြလားမစားရသေးဒီမှာစားကြလူကြီးပြောနေတယ်ဟိုကလေးတွေကလည်းတောသူတောင်သားဆိုတော့ဆွေအိမ်မျိုးအိမ်ဆိုတော့ထမင်းစားခြင်းရှာပုံရတယ်အဲ့ဒါကိုသူ့ရေခဲတက်တာတွေကရေခဲရေတပလင်းနဲ့ပဲနှစ်သိမ့်လိုက်တယ်လေဖိုးပါတင်စိတ်မကောင်းလိုက်တာအပိုင်း40
ဖိုးဘတင်ကြည်နေတာကြပြီအကျင့်ထမင်းကျွေးရမှာကြောက်တဲ့အကျင့်ဟာသူတို့အကျင့်ပဲအိမ်လာတဲ့ဧည့်သည်တွေထဲမှာညအိတ်ဧည့်သည်နဲ့ထမင်းကျွေးရမယ့်ဧည့်သည်ဆိုဘလို့ကြောက်ကြမှန်းမသိဘူးဘလို့ဝင်လေးကြမှန်းမသိဘူးဒါဟာရန်ကုန်ထုံးစံမြို့ကြီးပြကြီးထုံးစံသားဆိုရင်တော့ဒီထုံးစံဒီအလေးအကျင့်တွေကြားမှာဖိုးဘတင်မပျော်ပိုက်လိုက်တာ။အော်ဖိုးဘတင်တို့အညာမှာတော့လေအိမ်ဧည့်သည်လာရင်ဘလို့ထမင်းကျွေးခြင်းမှန်းမသိဘူးဘလို့အိတ်စေခြင်းမှန်းမသိဘူး။ကွာပြီတဲ့မင်းတို့သဘောပေါ့လေအတင်းလိုက်ရမယ်အဖေမခေါ်ပါဘူးအလောက်အကိုင်းဆိုတာကလည်းတကယ်တော့ဒီလောက်ပူစရာမရှိပါဘူးအဖေအရင်ကလှုပ်တဲ့ပဲလောင်ဂျုံလောင်လှုပ်ရင်ကိုတို့တောစားစိတ်ကအตาလေးရပါတယ်ပြီးတော့အဖေပြောချင်တာတစ်ခုလည်းရှိသေးတယ်မင်းတို့လင်မယားကအသက်ရလာပြီအသက်ရလာတဲ့အချိန်မှာကျမ်းမာရေးအတွက်လေကောင်းလေတန့်ရတဲ့နေရာစိတ်လက်ကျဲဝန်းမဲ့နေရာမျိုးကလေးမှာနေနိုင်ရင်ပိုကောင်းတာပေါ့အဖေမင်းတို့ကိုခေါ်တာအဲ့ဒီအချက်အများကြီးပါတယ်ဒီမှာနေရတာအဖေနေကြည့်လိုက်တော့တိသွားပြီကွာဖီရီတို့အညာမှာလဲညီစည်းတွေတက်နေမှာပေါ့နော်ဒီမှာတော့တောက်တက်နေရနော်ညီကအကျဲကြီးဆိုကောင်းမှာပဲဖီရီတော့မသိဘူးသမီးတို့ကတော့နေချင်းနေရင်ကိုဟာကာတို့အိမ်မှာပဲနေမယ်သူတို့အိမ်မှာဓာတ်ကလေးရှိတယ်ကားလည်းရှိတယ်အေးလေအဲ့ဒါကိုသမီးတို့ဖေကြီးကတခါတည်းဖြစ်နေလိုက်တာဖေကြီးဟိုအိမ်မှာဆိုဖေကြီးနေ့တိုင်းဘီယာတောက်ရမှာနော်မနေချင်ဘူးလားသမီးတို့ကလည်းကွာကဲသမီးတို့မေကြီးကိုလည်းမေးကြည့်ပါဦးသူ့ခမဲခမက်တွေကခေါ်มาလားလို့ဒီမိသားစုကြီးကိုကဲအိုးခေါ်ပါရဲရှင်အဲ့လိုမပြောပါနဲ့ကြည်သေးတာပေါ့ကွာအော်ဖေကြီးရဲ့ဖေကြီးနဲ့တော့ခက်သေးတယ်ဒီကိစ္စတွေပိုးဘတင်ရင်ထဲမှာဝမ်းနဲ့နာကျင်လာတယ်အရေးတစ်ခုလောက်ပြီးစကားလေးများပြန်ကြပါအောင်လို့ဖိုးဘတင်អော်လိုက်ခြင်းနဲ့ဖိုးဘတင်ကိုအနားမှာရှိလေရဲ့လို့မအောင်မေပဲသူတို့ပြောချင်ရာတွေပြောနေလိုက်ကြတာဒီအဖိုးကြီးဟာဘာမှအသုံးမဝင်တော့တဲ့အဖိုးကြီးဘာမှမစမ်းဆောင်နိုင်တော့တဲ့အဖိုးကြီးအတိတ်ပဲမရှိတဲ့စကားတွေကိုပဲပြောတတ်တဲ့အဖိုးကြီးအလက်ကအဖိုးကြီးပေါ့တော်ပြီပေါ့ကြောင်ထိုးလိုက်ကြပေါ့ကြောင်ကြီးကအိုပြီပဲလေဖိုးဘတင်စိတ်ပတီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်လိုက်တယ်ချောင်းတစ်ချက်ဟန့်လိုက်တယ်မင်းတို့ခမဲအိမ်မှာတွားနေရင်အဖေကိုအညာပြန်ဖို့အေးအညာကလက်မခံရင်လည်းအဖေလူအိုယုံကိုတွားမယ်တုံရင်ပြီးခက်ဆက်နိုင်တဲ့ဖိုးဘတင်အတန်ကြောင့်မိသားစုစကားတွေရက်သွားတယ်ငြိမ်သွားတယ်တားလို့သူရဲ့တိုက်ပြင်းချတန်ကိုကြားရတယ်အဖေကလည်းမဟုတ်တာတွေရှောင်ပြောပါနဲ့တေချာသေးတာလည်းမဟုတ်ဘူးအဖေအညာပြန်စရာလည်းမလိုဘူးလူအိုယုံသွားစရာလည်းမလိုဘူးဟုတ်တာပဲအဖိုးကလည်းအတနာခံစားတင်မှာပေါ့တဲ့နော်မိကြီးမသိပါဘူးပြောတာပဲကို့အခန်းလေးကကိုဘဲမှမပြေးရရင်ကောင်းတာပဲဘသူစီမှမပြောင်းရရင်ကောင်းတာပဲချွေမာကစိတ်ရှုပ်တန်နဲ့ခက်ဆောင်ပြောရင်အိတ်ခမ်းနဲ့ထသွားတယ်သမီးနှစ်ယောက်မအေးနောက်လိုက်သွားတယ်တားလို့သူကစိတ်အိုက်လက်အိုက်ပုံနဲ့ဝရဏဘက်ထွက်သွားတယ်ဖိုးဘတင်ကစိတ်ပတီးဆုပ်ထားတဲ့လက်နှစ်ဖက်နဲ့ဖျားစင်ကိုလက်အုပ်ချီလိုက်တယ်စံနေရက်တဲ့ဝရဏပြိုးမကြပဲတပည့်တော်အမြဲထိုင်းနေတဲ့ဝရဏသာပြိုကျလိုက်ပါတော့ဖေဟာတပည့်တော်ဝစ်ချွတ်ချင်ပြီဖိုးအောင်ရဲ့မဲဤတယောက်ကလည်းဥရဲ့လက်လိုပဲမိကွန်းတစ်ခုကိုထပ်တလဲမိတယ်ဖိုးအောင်မဲအေးမိတိုင်းစိတ်ညစ်ရင်ပို့ပြီးပြုံးထက်ပြဲဖြစ်လာပြီးပို့ပြီးစကားများလာတတ်တဲ့ဖိုးအောင်အချင်းအတိုင်းမျက်နာပြတ်နေလျက်ကဖိုးအောင်ပြုံးထက်ပြဲပို့ဖြစ်လာတယ်ဖိုးအောင်မဲအေးတို့ဘယ်ဟိုပြေးကြမလဲဟင်အိုလံပြစ်ကိုပေါ့ကွာဖိုးအောင်ရဲ့မဲအေးစိတ်အရမ်းညစ်နေတယ်သိရလားအိုးအတူတူပါပဲကွယ်ဖိုးအောင်လည်းအရန်ကိုစိတ်ညစ်တာပါပဲအန်တီမေကြီးဘာပြောသေးလဲဟာသူ့လည်းအရန်ကိုစိတ်ညစ်တဲ့အကြောင်းပြောတာပေါ့သူ့အလွာတလွာကိုစမ်းနေတနာပြီးမယောင်းခဲ့ပဲအတုံးဆွဲချိုချံခဲ့ရတာတဲ့မယောင်းလိုက်ရတော့ခုတကယ်လို့တိုက်ဖြတ်ရရင်သူတပြားမှမရပဲဆုံးမှာတဲ့အောက်ထက်ဆိုတော့9သိန်းနဲ့ဒါကြောင့်အတနာခံစားတင်မယ်တဲ့ဒါပဲသူကတော်ပါသေးတယ်ဖိုးအောင်ရဲ့မြေးပိုင်တာပဲနေစရာမပြောက်ပါဘူးဟာနေစရာမပြောက်ပေမဲ့ငွေ450သိန်းပြောက်တာလဲနဲလားလုံမနေနဲ့ဒီတိုက်ပေါ်ကဆင်းပြရမယ်သူတွေထဲမှာတို့ကအတော်ဆုံးပြနော်ဆင်းပြရတာချင်းအတူတူတခြားလူတွေကငွေ4-5သိန်းမှထားပစ်ခဲ့ရတာဟဲ့
တို့ကထားပစ်ခဲ့ရရင်1000-2000ပဲမဲအေးရဒါပေမဲ့ဖိုးအောင်ရဲ့သူများတွေကမဲအေးတို့ထက်ပတ်စံရှိတာပဲထပ်ဝယ်ခြင်းလည်းရတယ်ငှားနေခြင်းလည်းရတယ်မဲအေးတို့သာမဲအေးမျက်တောင်ကလေးပုတ်ကလတ်နဲ့လှုပ်ရင်းကောင်းငုံငိမ့်သက်နေကြရှာတဲ့မောင်လေးနဲ့ရောက်မလေးရင်ခွင်တွေကတူမပေါက်စာကလေးကိုမြင်တယ်ဘာမှနားမလဲပဲစော်ကစားနေတဲ့ကလေး3ယောက်ကိုလည်းမြင်တယ်တမတ်ကွန်ပူအတွက်ကွန်ဘဲတွင်ငုံရနေရှာတဲ့မအေးကိုလည်းမြင်တယ်ကလေးကလည်းငယ်သေးတယ်ဝေကလည်းတိတ်ကျမ်းမှသေးတာမဟုတ်ဘူးကလေးတွေကြောင်းတက်ဖို့နဲ့ဘာနဲ့ဒီနားတစ်ဝိုက်မှာအိမ်လေးငားနေနိုင်ရင်ကောင်းပါပဲနော်ဘာလို့မငားနိုင်ရမှာလဲကွမင်းနဲ့ရောက်ခမကြီးကွန်းရ100လောက်ပေးပါအောင်ရောက်ခမကြီးစီကကွန်းရ100ထယူတဲ့ဖိုးအောင်ကိုမဲအေးကကဲပြောပါအောင်ဆိုတဲ့အကြည့်နဲ့ကြည့်တယ်TV ရောင်းပြီးငားမယ်လေကွာကဲကွန်ဝါတန်နဲ့ဖိုးအောင်အဖြေချအောင်မဲအေးရှုံမဲ့သွားတယ်ဟုတ်တယ်ဖိုးအောင် TV က3သိန်းလောက်တန်တာ哦ဟာရတဲ့ပတ်စံနဲ့ရတဲ့အိမ်ငားမှာပေါ့ကွာဘာဖြစ်လဲအဲ့လိုဆိုမဲအေးတို့တောမှာသွားငားနေမှာပဲရမယ်ရန်ကုန်မှာတော့နေလို့မရဘူးအောင်မယ်ဗျာဒေါ်မဲအေးတောလေသွားတဲ့ရင်သွားရမှာပဲခမဖိုးအောင်ကတော့ကြိုက်တယ်ဗျာခြံနဲ့မြေနဲ့တစ်ပင်တွေနဲ့တစ်သားအိမ်ကလေးနဲ့ဘာတိုက်ပြူကြမှာလည်းမကြောက်ရဘူးခမဇိမ်မဲဒီမှာဆိုရင်ကိုနေတဲ့နေ့ပြူမလားညပြူမလားတထိတ်နဲ့ဟောခုတော့ပြူကြတော့ပြီးရောဒါတောင်ဝရန်တာမို့ဟိုစောက်လက်စားတိုက်ပြူတယ်လို့တတိုက်လုံးအများပြူရင်တော့ပြီးပါရောဗျာဒါကြောင့်ငါမင်းကိုဒီလိုတိုက်မျိုးတွေပေးမဝယ်တာသိလားမဲပါစမ်းပါဟုတ်တယ်ကွာငါဝယ်ရင်ငါနေရဟာလွတ်လပ်စွာပစ္စည်းလွတ်ကြခွင့်လွတ်လပ်စွာစကားကြင်ကြယ်ပြောခွင့်လွတ်လပ်စွာငရုတ်သီးထောင်းခွင့်လွတ်လပ်စွာလင်မယားရန်ဖြစ်ခွင့်ရှိတဲ့နေရာမျိုးတွေမှာဖြစ်ရမယ်ကွာတောမှာပဲရမယ်တောမှာပဲနေပါမယ်လို့ဆိုငါဖိုးဖွားတွေကမြို့ဝကျွန်းမော်ဘက်ကတောသားတွေကွာတောမှာပွင့်တဲ့ပန်းဟာတောမှာပဲလန်းဆန်းတာကောင်းတယ်ကွာတွန်တေးသိမ့်တဲ့တခြင်းတောင်ရှိတယ်လीကွာတောမှာပွင့်တဲ့ပန်းရဲ့တောမှာပဲလန်းဆန်းစေခြင်းနဲ့တဲ့ဖိုးအောင်ရဲ့တောပါတော့ဒီမှာအတနာခံစားတင်ရင်ဘယ်လောက်ကြာမှာလဲဟာဒါတော့ငါလည်းဘယ်ပြောရမလဲဘယ်သိမလဲဟိုတကယ်လို့ကြာလာတာနဲ့ချိတ်ပိတ်မယ်ဆိုရင်မဲတို့ကချက်စင်းရမှာလားအဲ့ဒါလေကျွန်တော်မျိုးဘိုက်သေးကပုံနာလေးမပါနီကီဦးခမမဲအေးကဘာပြောရမှန်းမသိပဲငြိမ်သွားရှာတယ်အမေကမဲအေးကိုကြည့်တယ်ဖြစ်သမျှပေါ့သမီးရဲ့ဘယ်တက်နိုင်မှာလဲအမေကတော့စဉ်းစားထားတယ်မတကအမေမှာဝမ်းခွဲရှိတဲ့မော်ဘီချန်ဖြစ်သွားမယ်လို့မဖြစ်ပါဘူးမေရဲ့ဖြစ်တာပေါ့ဘာလို့မဖြစ်ရမှာလဲရောက်ခမကြီးကလည်းစောစောကတော့မပြောဘူးအမွေလေးပါလေးရအောင်မဲအေးမျက်စောင်းကတခဲခဲဖြစ်နေတဲ့ကိုဝင်းရောင်ကိုပြဖြစ်သွားလောက်တယ်ကျွန်တော်တို့ကတော့လေတကယ်လို့ဆင်းရရင်ဝေတော့အိမ်သွားနေမလို့ရောက်ဖာလောက်သူကအမကိုဝင်ပြောတယ်ဟိုကလေးမကလည်းဟုတ်တယ်တဲ့ကိုဝင်းရောင်ကကုန်းကိုဖိသွားလိုက်တယ်အိုးကွာဘာမှလည်းသိချသေးတာမဟုတ်ပါဘူးအလကားကျိုးစိတ်ညစ်နေနဲ့သွားဖြစ်လာတော့မှရင်ဆိုင်လူတက်တန်းနေရခိုင်လေးပျော်နေပြရစီကွာတော့ကြဆန်နီလို့ဖြုံးတိုင်းဆိုပြီးတော့အပြေးလွာလိုက်သွားရရင်ဖိုးအောင်ကလည်းဘလို့ဖြစ်နေလဲဖွာမပြောကောင်းမဆိုကောင်းကဲပြောကောင်းဆိုကောင်းအောင်တက်လို့ပေါင်းခံရည်လေးမိဝဲလာအောင်မယ်နောက်ဆုံးကြဒါပဲဒီတခါယူပြီးသွန်းကိုပြစ်ထားအောင်မယ်မလုံနဲ့နော်မဲအေးအဲ့ဒါတော့ငါတကယ်စိတ်ဆိုးမှာဆရာတော်တာစီသူ့မိမကိုစိတ်ဆိုးနီးမျိုးလေပလင်းကလေးကလှလို့အရက်တွေသွန်းပစ်ပြီးငံပြာရီထည့်ထားလိုက်တာတဲ့အဲ့ဒီဆရာတော်တာဆွေရဲ့စာကိုဖတ်ပြီးသူ့မိမကိုဆရာတော်တာဆွေထက်တောင်ငါစိတ်ဆိုးတယ်သိလားငါပလင်းကတော့မလှဘူးနော်မဲအေးသွားပါခဏနေတော့မိဖို့ခန်းထဲကနေကိုဝင်းအောင်ပြန်ထွက်လာတယ်သမီးတို့ရေလာကြဟေး TV ဖွင့်မယ်တို့ကတော့ပျော်ပဲဟေးနော်ကွာငါသားကြီးဟေးစန်နီဒီတိုက်မှာမင်းမရှိတာနဲ့တို့ကိုလည်းမနေစေချင်တော့ဘူးပေါ့လေဒါစန်နီလောက်တာကွာကဲတောင်းမှန်ပါတယ်ဖိုးအောင်ရဲ့မဲအိတ်စိတ်ညစ်လို့ပါဆိုမှအမေစိတ်ပတိလေးခဏပေးစမ်းပါမျက်စိစုံမိတ်ပြီးပတိစိတ်နေတဲ့မဲအေးကိုကြည့်ပြီးကိုဝင်းရံကတော့တဟားရဲလို့သာနေပြီမဲ့သူ့ရင်ထဲမှာလေးလံနေပါတယ်တခန်းလုံးမှာတယောက်တည်းပဲရှိကြတော့တယ်
အန်တီခင်လေးနဲ့အန်တီမေကြီးတို့နှစ်ယောက်မှာတော့တယောက်ကအိပ်ယာပေါ်မှာပုံလျက်သားလေးတယောက်ကတော့နှစ်ယောက်တိုင်စက်တီပေါ်မှာခွကလေးဖေကြီးကျော်နဲ့38မင်းကိုမှန်းပြီးရက်တောင်လေးတစ်ချောင်းနဲ့ရက်သွင်းတယ်ကိုရောကြီးကိုရောလေးအမေပုတ်ပါဖေကြီးကျော်အနောက်မေသခင်မမဲ့မငွေတောင်းအမေကျန်းနံကြိုင်းမယ်တော့ဖေဟာ38ပါမင်းတို့ဤတိုက်ကြီးကိုစောင့်ရှောက်တော်မူပါတည်ရှုတော်မူပါသမီးတော်တို့ပဲပအောင်ဆွဲပေးတော်မူပါအေးချက်များလဲဆက်သွင်းပါတယ်အရှင်အေးသလိုသမီးတော်တို့စိတ်နှလုံးများလဲအေးချမ်းရပါစေငြိမ်းချမ်းရပါစေရက်သွင်းဆူတောင်းနေတဲ့အန်တီခင်လေးကိုကြောင်တွေကဘေးကနေငင်းကလေးထိုင်ကြည့်နေတတ်ကြတယ်ကြောင်ကလေးတစ်ကောင်ကအန်တီခင်လေးရင်ဘက်ပေါ်တက်ခွေရင်တော့အန်တီခင်လေးစကားပြောပြီးနင်တို့ပဲကောင်းတယ်နင်တို့ပဲကောင်းတယ်ဘာမှမသိဘူးနင်တို့ဒီတိုက်ပေါ်ကနေဆင်းရတော့မယ်ဆိုတာနင်တို့သိသလားယင်နင်တို့အမှမရှိတော့ဘူးဆိုတာနင်တို့သိသလားယင်အေးမသိတာပဲကောင်းတယ်တိုက်ပြိုကြတော့ငါတော့နင်တို့သိလိုက်ပါတယ်တခါတည်းမိဖို့ထဲမှာတညောင်ညောင်နဲ့អော်လိုက်ကြတာမှာကျင်းမေဒါကြောင့်မို့ပြောတာပေါ့ကျင်းမေအိမ်မက်ကတိတ်ဆင်းတာနော်ငရင်တွေလှုပ်ပြီးတိုက်ပြီးပြိုတာဒါကတော့ငရင်မလှုပ်ပဲနဲ့ပြိုတာဖះငရင်များလှုပ်ရင်တော့ဒီတိုက်ကြီးတစ်ခုလုံးမြေကြီးပေါ်ပြကတ်သွားမှာကန်ထရိုက်မင်းတို့ရဲ့ကျုပ်အခန်းဝရဏာကြမှာဘာလို့စေတနာနဲသွားရတာလဲကန်ဆိုးလိုက်တာနော်ကြီးမေအခန်းမှာဖြစ်ရတယ်သူ့ကြောင်တွေနဲ့စကားပြောသွားရင်တော့တခါရက်တောင်လေးပြန်ကင်ပြီးကိုတော်ကြီးကိုတော်လေးနဲ့စကားပြောပြန်တယ်နှမတော်ကြီးမှာအထုပ်ကလေးတော်ရှိတာပေါ့ဖေ။ဒါပေမဲ့ဒီအထုပ်ကလေးကနှမတော်ကြီးအိုစာနာစာပါဖေ။ဒီတိုက်ပေါ်ကဆင်းရလို့ဒါလေးထုခွဲပြီးအခန်းဝယ်လို့လည်းမရဘူးဖေ။အိမ်ငားနေပြန်တော့လေတယောက်တည်းနေရမှာ။မောင်နေအကိုတွေအိမ်လည်းမကတ်ချင်ဘူးဖေ။သူတို့ကဒီအထုပ်ကလေးကိုဝိုင်းပြီးမျက်စောင်းထုံနေကြတာ။ဒီအထုပ်ရတာနဲ့နှမတော်ကိုကန်ချမှာဖေ။ဒီအထုပ်ကြောင့်နှမတော်ကြီးဒီအခန်းနေရတာကြောက်တာတောင်မှစွန့်မိတ်နေရတယ်ဖေ။သူတို့လာခေါ်ပေမဲ့မလိုက်ဘူးကိုပိုင်ပြီးသားကိုအခန်းလေးကိုပဲနေချင်ပါတယ်ဖေ။ဝရဏာကိုလည်းကုံချင်းကုံပါစေခိုင်ခန့်အောင်နှမတော်ကြီးပြင်ပါပါကိုတော်ကြီးတို့ကသာဒီတိုက်ကြီးကိုနှမတော်ကြီးတို့ဘက်ပါအောင်ဆွဲပေးပါဖေ။အန်ဒီခင်လေးထမင်းလည်းမစားနိုင်ဘူးအိတ်လည်းမပြောဘူးစံပြုတ်ကလေးပဲကြိုထားပြီးကြောင်နေလဲတိုက်ကိုလည်းတောက်ပေါ့အန်ဒီမေကြီးကတော့နှစ်ယောက်တိုင်ဆက်တီးပေါ်မှာတခွေခွေနဲ့လက်ကလည်း secret မပြတ်ညက်ပြီးလိတ်ချင်းဆက်တောက်တော့တယ် secret မိကိုတွေချားမှာပဲသူ့အတွေးတွေကိုလွင့်မျောစေတယ် contrite စီလည်းရောက်တယ်စိတ်ချရတဲ့ contrite ဆိုပြီးဆက်သွယ်ပြီးတဲ့မျက်မျက်စီလည်းရောက်တယ်အတနာခံစားတင်ဖို့လူကြီးတွေစီကိုလည်းရောက်တယ်တွားလေသူချစ်လင်နဲ့စန်နီစီကိုလည်းရောက်တယ်အဲ့လိုအခါမျိုးမှာတော့ပါဇက်ကနေစန်နီဘွိုင်းလို့အတန်ထွက်ခေါ်မိတတ်တယ်အော်အရင်တုန်းကတော့သူကြားမကြားအဲ့လိုလေးခေါ်လိုက်မိရင်အားရှိသွားတယ်လို့ပဲတားဆိုတဲ့အတိနဲ့အကူအားထားပြုတ်မိတာပဲအခုတော့မခေါ်နိုင်တော့ပြီသူတိတ်ဆွဲလန်းတဲ့တိုက်အချောင်းကိုသူများသိရင်ဘလောက်များနှမျောလိုက်မလဲဝမ်းနေလိုက်မယ်ဆိုတာတားရဲ့မမီမတွေးချင်ဘူးဒီတိုက်ကြီးကိုတကယ်လို့သာချိတ်ပိတ်ပြီးဖြိုးချပြစ်မယ်ဆိုရင်တော့ဒီမြေပေါ်မှာလဲအန်တီမေကြီးမနေတော့ပြီတိုက်လဲထပ်မဆောက်တော့ပြီဒီမြေကြီးကိုအပြတ်ရောင်းပြီးတရားရိပ်တာတစ်ခုကိုပဲတွားတော့မယ်ဘယ်သမီးအိမ်မှာလဲတမက်မျက်နှာကြည့်ပြီးလိုက်မနေနိုင်ပါဘူးလိုက်ချင်းလိုက်ရင်မာတင်နဲ့ဆန်နီတို့နောက်ကိုပဲလိုက်မယ်အခုချိန်ဆိုသူတို့သားအဖနှစ်ယောက်တွေ့နေကြရောပေါ့အန်တီမေကြီး secret တလိပ်ကိုလိတ်ချင်းဆက်မိကူးပြန်တယ် secret တောက်ရင်လက်ဖက်ရည်ကစားလာပြန်တယ်ဆန်နီမရှိတော့ဘူးလက်ဖက်ရည်ဝယ်ပြီးတဲ့ဆန်နီဘိုင်းလေးမရှိတော့ဘူးအန်တီမေကြီးနှစ်ယောက်တိုင်စက်တီဘော်ကလူးလဲထားတယ်လက်ဖက်ရည်ဆိုင်သွားတောက်ရင်တက်ကိစ္စစနေနာရရင်မကောင်းဘူးလားဘာပဲဖြစ်ဖြစ်ကိုတိုက်ကလေးကိုဘသူအခြေပြတ်ချင်မှလဲအခန်းတွေကတလတရာနဲ့ဖုံးခေါ်ခလည်းရတယ်ပြီးတော့မရှောင်ရသေးတဲ့အလွှာတလွှာက10သိန်းလောက်တောင်တန်နေပြီတဲ့အဲ့လိုအတွေးဝင်လာရင်တော့အန်တီမေကြီးအခန်းတကားကိုတော့ပိတ်ပြီးညစိမ့်ပြလမ်းလေကလက်ဖက်ရည်ဆိုင်ကလေးစီကို secret ဖွာဖွာနဲ့တက်တွက်လက်လက်ရှောက်ထွက်သွားတတ်တယ်စုပေါင်းအတနာခံစားနဲ့အတူအန်တီမေကြီးတယောက်အခောက်ပေါင်းများစွာတွာလာလှုပ်ရှားပြီးတဲ့အခါမှာတော့တိုက်တွင်းနေထိုင်သူများကိုထောက်ထားစာနာသောအဖြစ်တိုက်ကိုချိန်မပိတ်တော့ဘူးတဲ့ဒါပေမဲ့ဝန်နင်းတဲ့လက်ရှိအဆောက်အုံကိုခိုင်ခန့်အောင်ပြုပြင်ရေးနေရမည်တဲ့အကယ်၍နောက်တစ်ခါထပ်မံပြိုကျခဲ့ရင်တော့တိုက်ကိုချိတ်ပိတ်ပြီးလူနေထိုင်ရန်မသင့်သောကြောင့်တိုက်ကိုဖြိုချရလိမ့်မည်တဲ့
နောက်တနေ့နနက်ခင်းမှာတော့ဦးတယောက်သူ့ဝရန်တာပန်းဥယင်ကလေးကိုသူ့ကိုယ်တိုင်ဖြူဖြတ်လို့ပန်းအိုးတွေမှပြီးအိမ်ထဲသွင်းနေတာကိုမြင်ကြရတယ်။လက်ကအိမ်ကလေးထဲမှာအလေးအကျိန်ကြီးများအောင်စဉ်းစားကြံစပြီးနေရချတယ်။လက်နေရချသမျှဦးကောင်းညိတ်ပြီးတော့အမှုပညာမျက်စိနဲ့ဦးနေရချလို့မရတော့ပြီ။လေးပင်နဲ့ပြည့်စည်မှန်သမျှကိုတငယ်ချင်းအိမ်ရွှေ့ပြောင်းဖို့ဦးစဉ်းစားပြီးပြီ။အန်တီခင်လေးဝရန်တာမှာတော့လက်သမားပယံသမားတွေအလုရှုံနေကြပြီ။ကုန်ကျင်တလောက်ကုန်အခိုင်အခံ့ဆုံးဖြစ်အောင်လုပ်မှာပြီမဲ့အန်တီခင်လေးအဲ့ဒီဝရန်တာမှာဘယ်တော့မှထွက်မရက်အသက်ရှူချက်လို့တေးခြင်းသေးပါစေပစ္စည်းလေးတစ်ခုတလေကလီတောင်မှအဲ့ဒီဝရန်တာမှာမထားပါဘူးလို့အန်တီခင်လေးကြိမ်ထွယ်ပြီးပြီကိုဝင်းအောင်ကတော့ရောက်ခမကြီးနဲ့တားငယ်ကောင်မြေးဖွားနှစ်ယောက်တို့အိမ်မှာနေတော့ဝရန်တာဘက်ထွက်ပြီးထမင်းကျွေးအဝတ်လန်းလှုပ်တဲ့အလုပ်ကိုလုံးဝမလုပ်ရလို့ပိတ်ပင်လိုက်တဲ့အပြင်သမီးနှစ်ယောက်အားအခန်းထဲနဲ့ဝရန်တာတွင်လုံးဝပြေးလွှာခြင်းမပြုရတဲ့ဖိုးဘတင်တယောက်လည်းသူ့ရဲ့အပန်းဖြေရာလွတ်လပ်ဝရန်တာနေမြေကလေးကိုဆုံးရှုံးလိုက်ရပြီပက်လက်ကလတ်ထိုင်တစ်လုံးလူအိုတယောက်နဲ့လက်ဖက်ရည်ကရားလေးတစ်လုံးရဲ့လေးချိန်ကိုတော့ချွေးမကဝရန်တာမှာမထားရဘူးတဲ့နောက်ဆိုရင်အညာကိုမျော်မှန်းလွမ်းရာဖြောပြရေးအစီအစဉ်ကလေးတွေကိုစောင့်မျှော်ရာဝရန်တာကလေးမှာပက်လက်ကလတ်ထိုင်ကလေးတစ်လုံးလက်ဖက်ရည်ချမ်းတက်ကရားနဲ့အဖိုးအိုတယောက်ကိုမတွေ့နိုင်ကြတော့ဘူးပေါ့အန်တီမီရဲ့အောက်ဆုံးလာမှာတော့ဆိုင်းပုတ်ကလေးတစ်ခုအလင်းအမြန်ချိတ်ဆွဲလိုက်တယ်တိုက်ခန်းရောင်းရန်နဲ့မနက်၄နာရီမှာညစိမ်းပြသုံးထက်တိုက်ရဲ့မိလုံးဝါကလေးတွေတစ်ဖြက်ဖြက်လင်းလာခဲ့ကြတယ်တတိယဘက်ဘဲဘက်ချန်အပေါ်လွာကလက်လက်ရဲ့လေးလိုလင်းမြန်ခြင်းနဲ့လှုပ်ရှားတဲ့ကြရတယ်တတိယတဲ့ဘဲဘက်ချန်အောက်လွာကဖိုးဘတင်ရဲ့ပတိတစ်ချောက်ချောက်အတန်နဲ့ညီမတွေကိုနှိုးတန်ကြရတယ်ဒုတိယတဲ့ဘဲဘက်ချန်အပေါ်လွာအောက်လွာနဲ့ဒုတိယတဲ့ညာဘက်ချန်အပေါ်လွာအောက်လွာတို့ကတော့လူသစ်တွေရဲ့စေမျိုးပေါက်ဖော်တန်ဝဲဝဲတွေကိုကြားရတယ်။မြင်းကြီးတန်ဘဲဘက်ချန်အပေါ်လွာနဲ့အောက်လွာကစားတောက်ဆိုင်စပွဲတို့တွေရဲ့လှုပ်ရှားတန်ကိုလည်းကြားရတယ်။မြင်းကြီးတန်ညာဘက်ချန်အပေါ်လွာကအန်တီမီရဲ့ secret မီညီလှုပ်ရှားတန်ကိုလည်းကြားကြရတယ်။အန်တီမီရောင်းလိုက်တဲ့အောက်လွာကကုမ္ပဏီရုံးခန်းကတော့မီးလင်းနေပေမဲ့လှုပ်ရှားတန်မကြားရဘူး။ဝရဏာကလေးတွေအားလုံးတညီတညွတ်တဲ့ရှင်းလင်းနေကြတဲ့သုံးထက်တိုင်ရဲ့တခုသောအခန်းကတော့မီးမှောင်နေတယ်။တတိယတဲ့ညာဘက်ချန်အပေါ်လွာကအန်တီခင်လေးရဲ့အခန်းပေါ်လမ်းမီးရောင်နဲ့တိချာကြည့်မယ်ဆိုရင်ဝရဏာတကားမှာဆိုင်းပုတ်ကလေးတစ်ခုကိုမြင်နိုင်တယ်။တိုက်ခန်းရောင်းရန်နဲ့အန်တီခင်လေးတယောက်တူမမွန်နဲ့အဆင်ပြေသွားပြီးမြေးထိန်ဖို့ကြောင်တွေနဲ့အတူတူတူမအိမ်ကိုလိုက်သွားခဲ့ရှာပြီ။အန်တီခင်လေးအောက်ထက်တတိယတဲ့ညာဘက်ချန်အောက်လွာကတရှဲရှဲကြော်ချက်တန်တွေနဲ့အတူပေါ်ထွက်လာတဲ့အတန်ကတော့တောတာရှင်များတည်တော်မူကြတဲ့အဆိုတော်ကိုဝင်းအောင်ရဲ့မူပိုင်တခြင်းတန်လေထုံးစံအတိုင်း9နာရီမထိုးမချင်းထပ်တလဲလဲထွက်ပေါ်နေတတ်တဲ့တခြင်းတန်ပေါ့မနှက်ခင်းမိုးလင်းရင်ခိုးကလေးများတို့ရဲ့ခိုးကလေးများတို့ရဲ့မနှက်ခင်းမိုးလင်းရင်တဲ့ပြီးပါပြီအခုဆိုရင်တော့ဆ iam နုနုရီအင်းဝါရေးသားထားတဲ့ညစိမ်းပြကမာရွတ်ဆိုတဲ့ဝတ္ထုအစအဆုံးဖတ်ပြပြီးသွားပြီပဲဖြစ်ပါတယ်ဒီဝတ္ထုဟာ1993ခုနှစ်မှာအမျိုးသားစာပေဝတ္ထုရှည်စုအဖြစ်ရွေးချယ်ကြီးမြင့်ခြင်းခံရတဲ့ဝတ္ထုလည်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှိတော့လောကကြီးကလာနေလေမပြေဆုံးဘူးလို့ဆို